ဟာလိုအားလုံးပဲမင်္ဂလာပါရှင်ကျမရဲ့တိတိ LGBT Audio Book Channel လေးကနေပြန်လည်ပြီးတော့မှကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးသူဇက်ဒါရီယာမိုးရေးသားထားတဲ့အဆုံးအစမဲဆိုတဲ့ဇာတ်လမ်းလေးရဲ့ပိုင်းတစ်ကိုနားဆင်ကြရမှာပဲဖြစ်ပါတယ်ဒီဇာတ်လမ်းလေးရပေါ့နော်စာရေးသူနဲ့အဆက်အသွယ်မရလို့ခွင့်ပြုချက်တော်မရထားပါဘူးရှင်တကယ်လို့စာရေးသူကတွေ့လို့ဇာတ်လမ်းလေးကိုဖြစ်ပေးပါဆိုရင်လည်းချက်ချင်းပြန်ပြီးတော့မှဖြစ်ပေးသွားမှာပါဇာတ်လမ်းလေးမစခင်မှာလည်းနောက်လာမယ့်ဇာတ်လမ်းတစ်လေးတွေကိုခန်းစားနားဆင်ဖို့ channel လေးကိုလည်း like and subscribe လုပ်ခဲ့ပေးပြီးဘေးနားခေါင်းလောင်းလေးကိုနှိပ်ခဲ့ပေးသွားကြဖို့လည်းတောင်းဆိုချင်ပါတယ်ရှင်ဒါဆိုရင်ဇာတ်လမ်းလေးကိုအခုပဲစတင်ခန်းစားလိုက်ကြရအောင်နော်ကောင်းကင်လည်းမင်းနဲ့အတူငရဲတော်လည်းမင်းနဲ့အတူပူအိုက်သောနှွေဥရုဤမွဲလဲအချိန်ခါသမယ၌အသက်20ခန့်ရှိသောအမျိုးသားလေးတို့သည်နှစ်ထပ်ပြင်းထောင်အိမ်မမဲကြီးရှိပလိုက်ကရထိုင်တစ်လုံး၏အပေါ်တွင်ဒင်္ဂါပြားတစ်ပြားကိုကိုင်ကအိပ်ပျော်နေစဉ်ဟဲ့ရှိခဲ့ထားစမ်းအမလေးနွေခေမှအင်ကြီးထဲမှနေထွက်လာပြီးခြံထဲမှထိုင်ကောင်မှအိပ်ပျော်နေသည့်သူမ၏မောင်ငယ်ဖြစ်သူအားပခုံးကိုပုတ်ကနှိုးလိုက်မိစဉ်ရှုပ်ခနဲ့ဆိုသလိုခြံထဲမှပန်းအိုးတွေကြားတိုးဝင်သွားသောအစိမ်းရောင်ရှီမမြော့အကောင်ရှိတကောင်ကြောင့်လန့်၍အော်မိလိုက်တယ်ဖျားဆော့ဆော့အမွေးကြီးများလားသူမတသိနဲ့တကောတိလောက်ကြီးမားလန်းသည့်အစိမ်းရောင်မွေးကြီးကိုအရင်ကမမြင်ဘူးခဲ့ပါဘူးသို့ပေမဲ့ຫນွေခေဤမောင်လေးရှေးခေလေးအသက်18နှစ်ပြည့်နေကလေးကသူမတို့အိမ်နဲ့ခြံတွင်းငွေများအောင်မကြာခဏမြင်တွေ့လာရတတ်တယ်ထူးဆန်းစွာအလွန်ကြီးမားသည့်အစိမ်းရောင်မွေးကြီးကိုတော့ຫນွေခေဒီနေ့မှမြင်မိချင်းပင်အမနင်ဘာဖြစ်နေရလဲရှေ့မှာအဲ့ရကနိုးလာချင်းရှင်မကလေးဖိကပါဇက်ဟောင်းလောင်းဖြင့်နေရာမှဇုံရနေသောအမဖြစ်သူကိုမေးလိုက်ပါသည်ဟိုဘာလဲတိုးဟိုနေ့နင်ရီစာမိမ့်မရသွားလို့လားမဟုတ်ပါဘူးအငယ်ကောင်ရဲ့ဒါဖြစ်ဘာဖြစ်နေရလဲပြောလေအမေကနင့်ကိုထမင်းစားဖို့လာခေါ်ခိုင်းလို့အမဖြစ်သူစကားကြောင့်ရှေ့မှာလက်ထက်ကအနားရောငုံကြည့်လိုက်မိတယ်နေ့လည်စာစားချိန်တောင်ရောက်နေပါဘောလားရှေ့မှာအမေနဲ့အမတို့ချစ်ပြောင်နေတော့အိမ်ရှိခဏထွက်နေမိစဉ်မှာပဲမိခနဲ့အိပ်ပျော်သွားခြင်းပင်ဖြစ်ပါတယ်အင်းငါလိုက်ခဲ့မယ်အမဝင်နေမရဘူးအခုတခါတည်းလိုက်ခဲ့ရှေ့ဤမျက်လုံးများမေးစင်းကအမဖြစ်သူကိုစိုက်ကြည့်မိလိုက်သလိုအမဖြစ်သူနှွေးခင်မှာလဲမျက်လုံးပြူးလေးနဲ့ခြံထဲကပန်းုံနေကြကိုကြောင်ကြည့်နေပါသည်အမလေးဖြည်းဖြည်းခေါ်ပါအငယ်ကောင်ရဲ့နေမလဲတကယ်တည်းငါမှဖြင့်လက်လိုက်တာအမရောဘာဖြစ်နေရလဲတရေတွေ့နေရကြနေရပဲမျက်စိမျက်နှာကိုပြစ်နေတာမဟုတ်ပါဘူးရှိရဲ့လာငါတို့အိမ်ထဲဝင်ရအောင်အမေကစောင့်နေပြီမောင်ဖြစ်သူလက်ကိုဆွဲကနှွေးခက်မှာအိမ်ထဲသို့ခတ်သွက်လှမ်းဝင်လာမိတယ်သူမ၏စိတ်အထင်လားမပြောရပေမဲ့စောစောကအစိမ်းရောင်ရှင်းမြမြော့အကောင်ကြီးဝင်သွားသောပုံလရိပ်ပန်းချုံပုံအတွင်းမှလေကျင်ဆူရဲနေသောမြဝန်းနေကြီးတစ်စုံကြောင့်သူမမှာအသက်ရှူရမတန်ဖြစ်နေမိရသလိုမောင်ငယ်၏လက်ကိုဆွဲကအင်ကြီးတွင်းသို့ပြေးဝင်လာခဲ့မိပါတော့တယ်ရှေးခဲဆိုသည့်ကောင်ကလေးကတော့အမဖြစ်သူမြင်တွေ့လိုက်ရသည့်ထိုထိတ်လန့်စရာမြဝန်းနေရဲများကိုလုံးဝမမြင်မသိခဲ့ပါချေရှေးသားလေးတတိထားစမ်းဒိတ်ငါမိသားစုကိုမထီးနဲ့ဒိတ်ငါမင်းစီကိုလာခဲ့မယ်ငါ့ကိုပါတူတူခေါ်သွားပြီးဒိတ်အာသားရှေ့ကတတိထားပါသားရဲ့အမလေးငါသားရဲ့အမေလေးကွယ်ချွေးတန်ဆူရွှဲကအဲ့ရထဲမှာတင်းအင်းတဲအဲညီထွားနေတဲ့သားငယ်ဖြစ်သူလက်ကလေးကိုဆောက်ကင်ကဒေါ်နွေးတစ်ခက်စိုးရင်ကြီးစွာလှုံနှုံးရင်းသားငယ်ကိုခေါ်နေမိတယ်သားဖြစ်သူမှာငငယ်လေးကလေးကကျမ်းမာရေးချွေချသူမို့ဒေါ်နွေးတစ်ခက်ရောအကြီးမပါရှေ့ခက်လေးကိုပြူးတစိုက်ရှိကြပါတယ်ယနေ့ည12နာရီတိတိအချိန်သားဖြစ်သူအခန်းမှညီးထွားနေတဲ့ကြောင့်ဒေါ်နွေးတစ်ခက်တယောက်အိမ်ယာမှကျုံထလာကသားရဲ့အခန်းကိုရောက်ရှိနေခြင်းဖြစ်ပေတယ်သူမ၏သားဖြစ်သူရှေ့ခက်လေးမှာမိနေကြအိမ်မက်တွေထပ်မိနေပြီထင်ပါရဲ့ဒေါ်နွေးတစ်မှာကလေးနှစ်ယောက်သားရှိသည်သမီးဖြစ်သူနှွေးခက်တော့လွာနှင့်သားဖြစ်သူရှေ့ခက်တရဝတ်တို့ဖြစ်ကြပြီးခင်မွန်းမာကတက်တော့ဦးစီးဌာနမှအရာရှိတယောက်ဖြစ်ကလန်ခက်သည့်ဆန်းနေခန့်ကပင်ကွယ်လွန်သွားခဲ့လေပြီခင်မွန်းဖြစ်သူကအရာရီတိုင်းနယ်မျိုးလေးတစ်မျိုး၏
ဒိုင်းနဲ့အပိုင်းထဲကတတော်တစ်ခုမှာတာဝန်ထမ်းဆောင်ရင်မတော်တဆမှုတစ်ခုကြောင့်ရုပ်တည်ကြီးဆုံးမသွားခဲ့ပါသည်ခင်မွန်းဖြစ်သူဆုံးတော့တမီးကြီးနွေးခင်မှာအသက်15နှစ်မှဖြစ်ပြီးသားလေးရှိခေတ်က7နှစ်သားအရွယ်သာရှိပါသည်သူတို့အဖေဆုံးတဲ့မြို့ငယ်ကလေးဤဒိုင်းနယ်ပိုင်းတောထဲသို့လိုက်သွားကတကြိုပြီးပြန်လာချိန်ထဲမှာသားဖြစ်သူရှိခေတ်လေးမှာညစဉ်ညတိုင်းထူးဆန်းတဲ့အိမ်မက်မက်နေခဲ့သည်မှာဆယ်စုနှစ်တစ်ခုကြာခဲ့ပြီယခုဆိုတမီးကြီးနွေးတင်မှာသူမချစ်သူမောင်ဝီမိုင်းနဲ့လက်ထပ်ဖို့ရန်ရွေထားပြီးမဲ့မောင်ငယ်နဲ့အမေကိုစိတ်မချရဲ့ယခုတိုင်ပင်အိမ်ထောင်မပြုတ်နိုင်သေးသလိုသားငယ်ဖြစ်သူရှိရတော့ရည်သားပင်မရှိသေးပဲအချိန်ရှိတိုင်းသူ၏လက်ထက်မှာဒင်္ဂါပြားလေးကိုဘင်းညာပတ်ကငိမ့်သက်တွေးတောနေတတ်ပါတယ်ထိုဒင်္ဂါပြားလေးကသူ့အဖေဆုံးတော့ကတချို့ဖို့လိုက်သွားကြစဉ်ကသူ့အဖေတာဝန်ထမ်းဆောင်ခဲ့သောတစ်တော်ထဲမှနေကောက်ရလာခဲ့ပြီး10နှစ်ကျော်မပြောက်ပြအောင်ထိမ့်သိမ်းလာခဲ့ခြင်းဖြစ်သည်မိမိ၏သားဖြစ်သူညစဉ်ညတိုင်းထူဆန်းသောအိမ်မက်များမိနေခြင်းအကြောင်းတရားကထိုဒင်္ဂါပြားကြောင့်လားဟုတွေးမိပြီးသားဖြစ်သူ၏အလေးဝဲဒေါ်နွေးသခင်အဝေးတနေရာသို့လွှတ်ပစ်ခဲ့ပေမဲ့ထူဆန်းစွာပင်ထိုဒင်္ဂါပြားလေးမှာသူမ၏သားလက်ထဲကိုပြန်လည်ရောက်ရှိလို့နေသလိုသားငယ်ကထိုကိစ္စကိုသိပေမသိမေးလည်းမမေးခဲ့ပါဘူးဒါပေမဲ့ဒေါ်နွေးသည်ထိုဒင်္ဂါပြားလေးကိုသား၏အဝေးသို့ပစ်ခဲ့သည့်ညကထူးခြားစွာထိတ်လန့်စရာအိမ်မက်မက်လာပါတယ်ငါ့ကိုတရဝက်အနာခွဲထုတ်ဖို့ကြိုးစားရင်ဘယ်သူမဆိုတတ်ပြစ်မယ်ဟုဆိုတာကိုအိမ်မက်ထဲမှာသူမကိုသတိလာပေးသွားပါတယ်ထူဆန်းစွာထိုသတိပေးလာသောကောင်လေးမှလည်းသားဖြစ်သူရှိနှင့်မတိမ်မယင်းအနေထားသာဖြစ်ပြီးအသားအီအလွန်ဖြူဆွက်ကတကုံလုံးအနည်းအောင်များအထိတ်အဝတ်ဆင်ထားပြန်တယ်ထိုလူငယ်၏မျက်လုံးများမှလည်းအလွန်ပင်နီးချင်းဆူရဲသောအသွင်သဏ္ဍာန်ရှိနေပြန်သည်သို့ပေမဲ့ထိုကဲ့သို့ငယ်ရွယ်သောကောင်လေးကသူမအားကြောက်စရာအသွင်သဏ္ဍာန်ဖြစ်ကြည့်ကနေနှစ်ငါဟုတောင်းရင်ချိန်ဝါပြရွယ်နေပြန်သလိုသူမမှလည်းထိုအိမ်မက်ကြီးကိုယခုပြန်တွေးကြည့်အောင်ဖြင့်ဒေါ်နွေးတခေကြောချမ်းရပါ၏ဒါအပြင်သားဖြစ်သူရှိခေလေးအသက်20ပြည့်ရဲ့နေ့မှစပြီးသူမတို့အိမ်ကြီးပတ်ဝန်းကျင်မှာမွေးလော်လော်နဂါးလော်လော်အမောက်ပါသည့်အစိမ်းရောင်ရှိမမြော့အကောင်တကောင်ကိုသူမမကြာခဏမြင်မိနေသည်ကိုတော့သားနဲ့သမီးကိုမပြောပြခဲ့မိပါဘူးအမေညင်ယူနေသည့်သားဖြစ်သူ၏လက်ကလေးကိုညင်သာစွာဆောက်ကင်ထားပေးမိရင်မချစ်တင်ငယ်စိတ်ထဲမှပြောမိလိုက်သည်ငါသားလေးလည်းဒီအိမ်မက်ဆိုးတွေကနေဘယ်တော့မှများလွတ်ပါမလဲရှိရဲ့အာဆူရှာကျဲလောင်သောအတန်နဲ့ကြီးဖြင့်အော်ရင်အိမ်နေရာမှဝန်ကနေကျုံထလာသည့်သားဖြစ်သူအတွေ့ဖေးရစပွဲခုံမှအသင့်တင်ထားသည့်ရေခွေလေးယူရင်ကမ်းပေးမိပါသည်အမေခီးဝေးကပြန်ရောက်လာ၍မိခင်ကိုခီးရောက်မဆိုင်ခေါ်သလိုမောဟိုက်သောအတန်ဖြင့်နင်းသေးစွာခေါ်သည့်သား၏ချီများဆွနေသောနှဖူးပြင်လေးကိုအသာပွက်တက်ပေးဟာခေါင်းငိမ့်ပြမိရဲ့ဟုတ်တယ်အမေအနားမှာရှိရဲ့သားလေးရေတောက်လိုက်ပါအောင်ကလေးရဲ့သားကိုခွင့်ပြုပေးပါအိမ်မက်ကနိုးလာတိုင်းတောင်းဆိုနေကြစကားကိုသားဖြစ်သူရှိခိတ်ကဆိုလာပါတယ်ဒေါ်နွေးသစ်လည်းထုံးစံအတိုင်းခေါင်းကိုအသွင်သွင်းခါရမ်းပြလိုက်မိပြန်ပါတယ်မဖြစ်ဘူးရှိအမေခွင့်မပြုနိုင်ဘူးအမေမှာရှိတော့ပဲရှိတယ်လေသားရဲ့ငါသားအမေနဲ့အမကိုထားခဲ့ပြီးဘေးမှာမသွားရဘူးကျွန်တော်အမေထို့သို့ပြောလာတိုင်းရှေ့ပြောရခက်ပါ၏ကျွန်တော်အမေနဲ့အမကိုချစ်ပါရဲ့ကျွန်တော်ဘဝကျွန်တော်ရဲ့ကဘာကြီးမှာအမေကိုတော့အချစ်ဆုံးပဲအခုတော့ခွင်တောင်းနေရတာလေအမေနဲ့အမကိုရှင်မချစ်လို့မှမဟုတ်တာဗျာရှင်သိချင်တဲ့အမေနှစ်ပေါင်းများစွာဆွဆွဲမြဲမြဲမိခဲ့တဲ့ထိုအိမ်မက်ထဲရလိုမျိုးအဲ့ဒီနေရာမှာအဲ့ဒီလိုရှိနေနိုင်မလားဆိုတာကိုပြီးတော့ရှေ့ကဘာလို့များဒီလူကိုပဲထက်ခါအိမ်မက်မင်းနေရတာများလဲရှေ့ဟောင်းအဝတ်အစားများနဲ့အိမ်မက်ထဲမှာရှင်းနေသူကတိတ်ချစ်ကြတဲ့ချစ်သူတွေဖြစ်ကြပြီးသူကရှေ့ကိုတိတ်ချစ်ပါတယ်ဟုမကြာခဏပြောတတ်ပါတယ်ဒါပေမဲ့လည်းရှေ့ကသူ့ကိုတီးပြီးကြောက်မိတယ်သူကတိတ်ကိုထူဆန်းလန်းသည်မဟုတ်ပါလားသူကနူးညံ့တယ်တစ်စိတ်တည်းမှာပဲကြမ်းတမ်းပြီးခက်ထန်နေတဲ့ပြန်နေသူ့အကြည့်ကနှွေးထွေးတယ်တစ်စိတ်တည်းမှာပဲဆူရှာဆိုင်သက်ပြီးကြောချမ်းကျင်စရာကောင်းနေပြန်ခဲ့ပါတယ်သူကရှေ့ကိုသူ့စီလာဖို့10နှစ်တာကာလပတ်လုံးတည့်ရမပြည့်မကွက်ခေါ်နေပြန်ပါတယ်ဒီနေ့တည်းရှေ့သူ့စီကိုမလာရင်ဒီတစ်ခါတေးရမယ့်သူကရှေ့တိတ်ရှိတဲ့ရှေ့မိသားစုတွေပါဟုသူကအိမ်မေထဲမှာရှေ့ကိုခက်ဆူဆူကြည့်ပြီးပြောလာခဲ့ပါတယ်ရှေ့သူ့ကိုမယုံကြည်ဘူးငါအမေနဲ့အမကိုမင်းတတ်ခွင့်မရှိဘူးဟု
အော်ဟိတ်ကညှင်းဆန်နေမိရပေမဲ့လွမ်းခဲ့သော10 နှစ်ခန့်ကရှေ့ရဲ့ဖဖေရောတက်ပြီးရှေ့ကိုသူ့စီရောက်စေခဲ့တာကိုမယုံကြည်ဘူးဆိုရင်စစ်ပြီးတော့ခေါင်းမာနေစမ်းတရဝတ်တဲ့မင်းမယုံကြည်ဘူးဆိုရင်ငါဒီနေ့မင်းမိသားစုတွေကတယောက်ကိုစမ်းတက်ပြမယ်စောင့်ကြည့်နေတရဝတ်ဟုဆိုကအိမ်မက်ထဲကနေသူ့ထက်မှန်ပြောက်ကွယ်သွားပြန်ပါတယ်အိမ်မက်ထဲကလူကိုကျွန်တော်ဘယ်လိုယုံကြည်ရမှာလဲဒါပေမဲ့လည်းယုံကြည်နေခဲ့ပြန်တယ်ထိတ်ကကျွန်တော်အတွက်စိတ်ဤတွေးဟပြရောသူစကားသာမှန်ခဲ့ရင်ရှေ့ရဲ့အမေနဲ့အမတို့ရှေ့စိတ်ပူမိတယ်အမတို့ပြောပြရင်ယုံကြည်နိုင်ခွင့်မရှိတောင်ကြောက်နေမိမှာဆိုရဲ့ရှေ့မှာအချိန်ကြာမြင့်စွာနှုတ်ဆက်နေခဲ့မိပါတယ်သူကပြောရင်ပြောတဲ့အတိုင်းလုံးပြီးပုံစံမျိုးမို့ရှေ့သူ့ကိုကြောက်မိတယ်ပြီးတော့သူစကားတွေကရှေ့အတွေ့အမိတ်ဆန်နေတေအောင်မို့လို့လဲရှေ့မလွဲမသွေလိုက်နာချင်းနေမိပါတယ်သူထိုခဲ့သောရှေးဟောင်းအဝတ်အစားများနဲ့လွှမ်းစွာဥပရိယခက်ထန်တည်ကြည်သူကဘလို့ဆွမ်းရည်နဲ့ပိုင်ဆိုင်သားလို့ရှေ့ရောဒီလောက်ထိလွှမ်းမိုးနေနိုင်ရတာများလေမင်းဘလောက်ပဲဆွမ်းအားကြီးပါသည်ငါအမေနဲ့အမကိုတော့အဲ့နဲ့ပြုတ်ခွင့်မပေးနိုင်ဘူးပြီးတော့ငါသိချင်တယ်မင်းတကယ်အဲ့ဒီနေရာမှာရှိနေမလားဆိုတာပေါ့ငါလိုက်ခဲ့မယ်မင်းကငါ့ကိုစောင့်နေပါတိတ်ဗျာရှင်းမှာဗျာဟုသောစကားမှလည်းရဲ့မမိကိုပြောစကားပျောက်ချနေခဲ့ပါတယ်ဆေးရုံကဖုံးလှမ်းစိတ်ချင်းပင်ရှေးအမဖြစ်သူအမနွေးတဲ့အလောက်သွားရင်အပြန်သူမစီလာသောကားမှာမတော်တဆမှုဖြစ်ကအမဆေးရုံကိုရောက်နေပါသေးတယ်လေဆေးရုံကဖုံးကိုရေးရချင်းအမေကခွေခနဲနေရာမှလဲကျသွားပါသည်ရှိတို့သားအမိမှာချက်ချင်းပင်လိုအပ်တာများပြင်ဆင်ကမြို့နယ်ဆေးရုံကိုတိုက်စီငါပြီးအမစီကိုလိုက်ကြရသည်ရှိတို့ကားပေါ်တဲ့ရှေးတို့အိမ်အပေါ်တက်ရှိရှေးခန့်၏ပြင်းတကားကနေစူးစိုက်ကြည့်နေသောမြဝန်းနေတစ်စုံကြောင့်ရှေးခန္ဓာကိုယ်တစ်ခုလုံးလှိုက်ခနဲတုန်ခါသွားမိရတယ်လို့ချက်ချင်းအကြည့်တော့လွှဲမိလိုက်ရ၏သူများလားရှေးတယောက်၆ကန်လာသည့်အခါတွေတရေတစ်ချက်ကိုအမြန်မြှို့ချလိုက်မိပါတယ်ဖေဖေကိုလည်းငငယ်ရွယ်ရွယ်နဲ့ဆုံရှုံခဲ့ရတာမို့အမသာတစ်ခုခုဖြစ်ရင်ဆိုတဲ့အတွေ့နဲ့ရှေးအရန်ထိတ်လိုက်နေမိရသည်ကအမှန်မဖြစ်ဘူးရှေးသူ့ကိုတားမှဖြစ်မယ်ရှေးသူနဲ့စကားပြောချင်လာမိတယ်ရှေးခေတယောက်မမေကိုဆေးရုံကိုလောက်ပုတ်ပေးပြီးခွဲစိတ်ခံဝင်နေရပါတော့အမဖြစ်သူကသူ့ချစ်သူကိုဝေမိုင်းအမေတို့နေထားခဲ့တာအိမ်ဆောင်မရှိဘူးဟုသောအကြောင်းပြချက်ဖြင့်တိုက်စီငါကအိမ်တို့ချက်ချင်းပြန်လာခဲ့မိပါတယ်အိမ်တို့ပြန်ရဲရောက်ချင်းခြံတကားအိမ်တကားများကိုပိတ်ကမိမိရဲ့အခန်းသို့ဘရုံသုံးကားပြည့်ဝင်လာမိပြီးအိယာပင်စပွဲခုံအန်ဆွဲတဲ့မှအသိဆောင်ထားသောအိတ်ဆေးပြားများကိုခက်မမြန်တောက်ချမိလျင်အမြန်ဆုံးပင်အိပ်ပျော်ဖို့ကြိုးစားလိုက်မိပါတယ်။ငါ့မိထေကိုလာခဲ့ပါ။ငါဒီညမင်းနဲ့တွေ့မှဖြစ်မယ်ထိတ်။အေးစစ်စစ်အငွေ့အသက်တွေနဲ့အတူဝမ်းညင်တစ်ခုလုံးတက်ဆိုင်နေမှုကြောင့်ရှေးခေလှိုင်ကူကြီးတစ်ခုတွင်သို့ရောက်နေမှသတိထားမိပါတယ်။ရောက်လာပြီလား။အော်ရှာသူ့အတန်ကြီးတွေကြောင့်ရှေးခေခေါင်းကိုငုံချထားရမှကြောက်ဖြာလောလောကြောက်ပြားချက်ကြီးများအနီရဲရဲဂရီပါဖဲသားစားကိုခင်းမိထိုင်ကအထိတ်အောင်အနှိအောင်များသာဝတ်ဆင်ပြီးဤချင်းချင်းမြွမ်းတဲ့စုံဖြင့်မိမိထံခက်ဆူဆူကြည့်နေသောထိုလူအားရှေးမောကြည့်မိ၏ထိုလူဤနောက်ကကြောက်သားနေရန်မှချိတ်ဆဲထားသည့်ဥချုံများကချွမ်းမြထက်ရှာနေတယ်ဒိတ်ဟုတ်တယ်ငါဒိတ်ကိုမင်းကိုလောချင်တာမင်းရဲ့စိတ်ဝိညာဉ်နဲ့မကဘူးဆိုတာမင်းသိတယ်မလားတရဝတ်ငါမိသားစုဘာလောက်လိုက်တာလဲဒိတ်မင်းလောချင်တာငါ့ကိုဆိုဘာလို့မဆိုင်တဲ့လူတွေမင်းအန်ရပေးရတာလဲငါပြောပြီးပြီမင်းကိုစီကိုလာခဲ့ပါတရဝတ်ငါမိမရဲ့တေချင်းရှင်ချင်းကငါလက်ထဲမှာဘာမင်းဘာပြောလိုက်တဲ့ဒိတ်မင်းရတာခုချင်းချင်းကိုစီကိုထွက်လာခဲ့ပါမင်းမိသားစုအန်ရကင်းပြီးမင်းအမရဲ့အစ်စ်ကိုကိုကကဲတင်ဖို့မိနိုင်ပါသေးတယ်တရဝတ်မင်းသူ့အန်ရမပေးပါနဲ့သူမှမဟုတ်ဘူးငါမိသားစုဘယ်သူမှမင်းအန်ရပေးခွင့်မရှိဘူးဒိတ်မင်းမကို့ကိုမယုံကြည်တာပဲတရဝတ်ကိုတကယ်ရှိနေရဲဆိုတာမင်းအခုတည်းမယုံရဲဘူးဖြစ်နေတယ်မလားကိုတက်တက်ပြရမယ်ငါယုံပါပြီမင်းသူ့ကိုအသက်ရှင်ခွင့်ပေးလိုက်ပါကောင်းပြီကိုင်းဒီလိုဆိုရင်ဖြင့်အသက်ရဲ့အစေအပါးများကိုရက်တန့်ဖို့အမိပေးလိုက်စမ်းနာကအမိပေးတဲ့နဲ့အတူခါဆူဆူဒိတ်ရုတ်တရက်လေးချမ်းသွမ်းခြင်းတစ်ချက်ကြောင့်ခုအတွင်းကြောက်သားနေရများထက်မှာအနည်းအောင်ပြောင်ချောက်ချောက်မွေးနေကြီးတကောင်အပေါ်မှနေအောက်သို့တွက်လင်ကဆင်းလာသည်ဖြင့်ရှေးခင်မှာချောင်းအားလန်အားဖြစ်သွားရကထိုနေရာမှနေထွက်ပြေးဖို့အလုံးစိတ်ခနဲ့အေးလိုင်းတစ်ခုနဲ့အတူ
ရှေခေဤခတ်တဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာရေခဲတမျှအေးစစ်စစ်ရှိလာသောရင်ခွင်ကြီးတစ်ခုတည်းသို့အလုံးစုံနှိမ့်မြုပ်သွားရ၏ကိုဆားလောင်နေပြီတတော်ဝါအာရှေခေဤလေပင်သားမှာတစ်ချက်အေးခနဲ့ဖြစ်သွား၍သူ၏ရှာကြီးဖြင့်တက်ဆွဲသွားသည်ဟုသိလိုက်ပါတယ်မင်းရဲ့အသွေးအသားတွေကိုကိုတိတ်ကိုဆားလောင်နေပြီတတော်ဝါရှေဤနာခဲ့ပြီးပြောလိုက်တဲ့သူစကားကရှေခန္ဓာကိုယ်ရှိအမွှေးမြင်များကိုထိုးထောင်သွားရသည့်အထိထိတ်လန့်ကစက်သိမ်းများထမိရပါတယ်ကိုစောင့်နေတာဆယ်စုနှစ်တည်းမဟုတ်ဘူးတတော်ဝါနှစ်ပေါင်း130တိတိရှိပြီမနေ့ပြန်လာပြီးနေညမှာကိုမင်းရဲ့သွေးကိုတောက်သုံးခြင်းတယ်မနေ့ပြန်လာပြီးည9နာရီတိတိမှာမင်းရဲ့ခန္ဓာကိုယ်ကိုဒီကိုရောက်မနေဘူးဆိုရင်မင်းရဲ့တမိသားစုလုံးအသေးဆုံးနေသေးကြရလိမ့်မယ်တတော်ဝါမလုံးနဲ့ငါမိသားစုမထိပါနဲ့တိတ်ငါမင်းစီကိုရောက်လာခဲ့ပါမယ်ကိုစောင့်နေမယ်တတော်ဝါတမိနစ်နောက်ကျတာနဲ့မင်းရဲ့မိသားစုတူကိုဆုံးရှုံးရမယ်ဆိုတာသိထားပေးငါမင်းစီကိုတေချာပေါင်းရောက်လာခဲ့ပါမယ်တိတ်နိုးထတော့တတော်ဝါအခုချိန်ချင်းအိယာကနိုးထပြီးကိုစီလာဖို့ချက်ချင်းပြင်ဆင်ပါညမှောင်မဲတိတ်ဆိတ်နေသောထိုညမှာပဲရှေခေတယောက်သူ၏အဝတ်စားတချို့နှင့်လိုအပ်သောအသုံးဆောင်များကိုကြောဖို့အိတ်ထဲအမြန်ထိုးထည့်ကအိမ်ကထွက်ဖို့ပြင်ဆင်နေမိ၏ဆွဆိုးကအမေဖုံးဆက်လာပါတယ်သားရဲ့မမတတိရလာသလိုအသိအန္တရာယ်လည်းမစိုးရင်ရတော့ဘူးမို့အမေမနေ့ဆွဆိုးအိမ်ကိုခဏပြန်လာခဲ့မယ်ရှိတဲ့အမကြီးသားကအမေနဲ့အတူဆေးရုံမှာအမကိုသွားဆောင်အိတ်ပေးနေပေမဲ့ရှေတို့အိမ်ကြီးမှာတယောက်တည်းကြံနေခဲ့တဲ့ရှေးကိုအမေကစိတ်ချပုံမရဘူးအသက်20သာပြည့်လာခဲ့တဲ့ရှေးကိုဆိုအမေကတုံးနေသားတူလို့အမြဲသဘောထားတဲ့ကတခါတလေထမင်းုံတောင်ခွန်ကြွေးတတ်ပါတယ်အမေဟာရှေးကိုတိတ်ချင်ကြမို့အမြဲအရေးတကြီးကြီးနေရေပါအမေအတွက်စားရဆောင်အမြဲကောက်ရဲမိလိုက်သည်ရှေးမရှိရင်အမနဲ့ကိုဝင်းမိုင်းကိုအိမ်ထောင်ချပေးပြီးအိမ်ကြီးမှာပဲအတူခေါ်နေရအတွက်မှားထားခဲ့ရမည်ရှေးဤဖုံးကိုတော့ထားခဲ့မှဖြစ်မည်မဟုတ်ရင်အမေဆက်သွယ်လာတဲ့အခါရှေးအခက်တွေ့ရနိုင်မည်မဟုတ်ပါလားခွန်လွတ်ပါအမေကျွန်တော်ဒီလိုဆုံးဖြတ်မှသာအမေနဲ့အမတို့ဖေးကင်းကြမယ်ထင်မိလို့ပါအကယ်၍ကျွန်တော်အိမ်မက်တွေသာအမှန်မဟုတ်ခဲ့ရင်အမေစီကိုတာပျော်ရှင်စွာပြန်လာခဲ့မှာမို့အမေကကျမကြီးကိုခရူးစိုက်ကြပါဗျာနိုင်လက်တန်တစ်ချက်ချက်က12နာရီအတိကိုပြသည်နေရန်ထက်မှကတ်ထားသောတိုင်ငံနိုင်စီသို့ရှေးခေတွေ့ငေးမောနေစဉ်မှာပဲအိမ်မောင်နှကောင်၏စုပ်ထိုးတန်နေရတူရှေးခေတို့၏မိသားစုတပ်ပုံလေးထဲမှပြုံးပြနေသောအမေကိုရှေးဥချကြောမိလိုက်ပါတယ်မြင်းရိုင်းတကောင်လောဒုံဆိုင်ပြေးလာသည်လားရှင်ရင်ထဲလှိုက်ခနဲဖြစ်သွားရ၏နေရန်ထက်မှအမေပုံလေးကိုရှေးကြောနေစဉ်မှာပဲရှေးတယောက်တည်းရှိသည့်အိမ်ကြီးမှာပိတ်ထားသောရှေးရဲ့အခန်းတကားပွင့်လာပါတော့တယ်လက်ထဲမှချောဘွေးကိုကြစ်ကြစ်ပအောင်ဆုပ်ကင်ထားမိရင်ရှေးထိုင်နေရမှကျုံထားလိုက်မိသလိုအိမ်ရှိခန်းသို့လျှောက်လာမိသည်ညောင်ကလေးမှကျမထိုးကပိတ်ထားသောရှေးတို့အိမ်၏အိမ်ရှိတကားကြီးပွင့်ရလာပြန်ပါတယ်ရှေးတွေတစ်ချက်ကိုမြှိုချရင်းအသက်ကိုခပ်ပြင်းပြင်းဆင့်ရွက်ရှူရှိုက်နေမိလေလာခဲ့တော်ဝတ်ရှစ်တတဲ့ကိုလျှောက်လာခဲ့အဲ့ဒီအိမ်ထဲရထွက်ပြီးကိုစီကိုအမြန်လာခဲ့စမ်းပါဒီရှိအော်မြင်နေသောလေးတိုးတန်များကြားရှေးခေသူ၏အတန်တွေကိုကြားနေမိရသလိုဟုတ်ပြီလိမ့်ပါတယ်တော်ဝတ်ရှစ်တတဲ့ကိုဆက်လျှောက်လာခဲ့ကိုဒီမှာရှိနေတယ်တဖြည်းဖြည်းဝေးကွာချန်နေခဲ့သောမိမိတို့၏အင်ကြီးထံသို့ရှေးလေပြန်ကလှည့်ရကြီးအရှိတတဲမှသူ့အတန်များထပ်၍ကြားနေရသည်နေကာဝန်းတော်များကဆူညံလို့နေပါသည်မိအောင်ဆောင်များထိန်ထိန်ကြီးနေပါတဲ့မြို့ပြရဲ့ညလေကောင်မှာရှေးဘဲကိုချီဦးတက်ရပါမလဲဟုတွေးတော့ရင်လမ်းမလည်းခြေဆောင်ရက်မိနေပါ၏ကောင်းငင်ရမလင်းတရားကိုလွမျောနေသောတိမ်တိုက်ပမာအမောင်ထုအတွန့်အလိမ်များမော့ကြည့်ရင်အတင်းနေကြံကအမိကိုတန်းတနေမိတယ်အသက်20အရွယ်သို့ရောက်ခဲ့သည့်တိုင်ဒီခီးကပထမဆုံးသောအမေနဲ့အင်ကိုခွဲကအရဲဆွန့်ထွက်လာခဲ့မိချင်းမှာဒါကလည်းအမေနဲ့အမအတွက်တာတနည်းပြောရရင်မိသားစုအတွေ့ရှေ့ရင်းနှီးမှုဘေးကိုသွားရမည်ဆိုတာမသေးချာမရရပါပဲအိမ်မက်ကိုဆွဲပြူကမိသားစုကိုစွန့်ခါလာခဲ့ရမိချင်းအတွက်ဝမ်းနည်းမိရသည်ကအမှန်သားကြောက်တဲ့အမိဒါပေမဲ့အမိကိုထိခိုက်လာမှပိုကြောက်မိတယ်မကြောက်နဲ့တော်ဝါကိုမင်းနဲ့အတူရှိနေပါတယ်အခုမင်းရဲ့ခြေထောက်တွေကအနီးဆက်ဆုံးကားကိစ္စကိုလှမ်းလာခဲ့တစုံတယောက်ဤအမိန့်တန်လား
ရှေးခေတ်စိတ်ရဲ့အတွင်းနေကြွခြင်းလားမပြောတတ်နိုင်ပေမဲ့စိတ်ခေါ်တန်များအရာရှေးခြေထောက်များကအမိန့်ကိုနာခံနေမိကြပါသည်အမေရုတ်တရက်အနားမှလာထိုးရသည့်အနေအောင်တိုက်စီကားတစ်စီးကြောင့်ရှေးခြေထောက်များတုတ်ခနဲ့ရက်ကခလုတ်ထီမှအမိတာဟုဆိုသလိုမိခင်မြစ်သူကိုအာကရကြီးတလိုက်မိရ၏အနေအောင်ရှက်အုတ်တကုံခန့်ငယ်ဆောင်းလာသောလူကကားပြတင်းမှခေါင်းပြူထွက်လာရင်တုံတုံချစ်ချစ်ဖြစ်နေတဲ့ရှေးပုံစံကိုကြည့်ကထိုလူ၏နှခမ်းများပြုံးသွား၏ဘာကြောင့်မှမသိပေမဲ့ထိုလူ၏အပြုံးကြောင့်ရှေးချစ်သိမ်းများထကကြောစိတ်သွားရသည်ကအမှန်ညမောင်ထဲမှာထိုလူ၏သူစိမ်များကိုရှေးမသိမကွဲမြင်လဲရသည်မဟုတ်ပါလားပြီးတော့ဒီလူ၏အပြုံးများကအေးစိတ်စိမ့်တယ်လွှမ်းနေပြန်ပါတယ်လာပါကားပေါ်တက်လိုက်ပါထိုလူ၏စကားအဆုံးအလိုလိုပွင့်သွားသည့်ကားနောက်ခန်းတကားထဲရှေ့ရဘာလို့ဝင်ထိုင်လိုက်မိတာလဲဟုတွေးနေမိစင်ပါပဲကားနေရာမှနေလျင်မြန်စွာထွက်ရလာခဲ့ပြီနေပါဦးရှေ့ရအခုဘယ်ကိုသွားမှမလို့ဒီကားသမားကဘယ်ကိုလိုက်ပို့နေရများလဲရှေ့ခင်မှာခန္ဓာကိုယ်လေးအနှင်းငယ်ကြွထိုင်လျင်တောင်းလုံနေသောစိတ်ကိုတင်းငြိမ်အောင်ကြိုးစားလိုက်မိအဟံကားမောင်းနေသောထိုလူ၏နားဖျားလေးမှာရှေ့ရဲ့ချောင်းရံတန်းကြောင့်စက္ကနဲ့လှုပ်ရှားသွားတဲ့အောင်ဒီမှာခမအရှိအကိုခမရဲ့ကဘယ်လိုများသွားနေပါသလဲဗျာရှေ့စကားအဆုံးကားနောက်ကြည့်မှန်မှနေမြင်လိုက်ရသည့်အေးစစ်စစ်အပြောင်းတစ်ခုကြောင့်ရှေ့ရင်ထဲဖြန်းကနေပင်ဖြစ်သွားမိပြန်တယ်မောင်ရင်ကဘယ်လိုသွားကျင်တာလဲမောင်ရင်သွားမယ်စီဟိုပဲအကျွန်ုပ်ကအထေကြပို့ဆောင်ပေးနေတာပါပဲကွခမကားသမားစကားကြောင့်ရှေ့ရောင်နှနာဖြစ်ကသွားမိရသည်ဒီကားသမားကိုရှေ့သွားမိနေရလုံးဝမပြောပြရသေးပဲသူကဘလို့သိနေရလဲပြီးတော့သူနဲ့ရှေ့ကအသက်အရွယ်ခန့်မှန်းချေအရရွယ်သူအနေထားဖြစ်နိုင်တာ哦ဘာကြောင့်များမောင်ရင်ဟုခေါ်နေရတာများလဲဒီမှာတိုက်စီသမားခမပဲသူလဲကျွန်တော်သိသလားဗျပြီးတော့ကျွန်တော်အခုဘယ်ကိုသွားချင်တာလဲဆိုတာရောတကယ်သိလို့လားဗျမေးခွန်းနေရရမ်းကုန်များလန်းပါပြီမောင်ရင်အကျွန်ုပ်မှာအဲ့ဓာတွေကိုဖြေဖို့တာဝန်ရပါမလားဦးကွယ်မောင်ရင်သိထားရမှာကအကျွန်ုပ်ကမောင်ရင်လေးကိုပျော်ရွှင်ခြင်းတွေစီရအောင်ပို့ဆောင်ပေးမယ်အခမဲ့တိုက်စီဒရိုက်ဘာတူဆိုတာကိုပါပဲဒိတ်သူများလက်လိုက်တာများလားရှေ့စိတ်ထဲမှာနေတွေးမိလိုက်တယ်ဒီလူကမမီကိုသူ့စီလာနိုင်ဖို့အတွက်ဒိတ်ကလွှတ်လိုက်သည့်လူများလားဟုတွေးမိစရာပင်ဖြစ်တယ်မောင်ရင်လေးတော်ပါပြီတဲ့ကိုင်းအခုတော့ဖြစ်အစ်စိတ်အနားယူရင်လိုက်ခဲ့လေပါဟင်းမိမိမှာစိတ်ထဲမှာတွေးမိတာကိုထိုလူကသိနေသေးတယ်လားဟုရှေ့မှာစဉ်းစားနေမိရင်မျက်ခွန်များကသူ့လိုလိုလေးလံလာမိရကတခဏအတွင်းမှာပဲနှိမ့်ချိုက်စွာအိပ်ပျော်သွားမိရ၏မိခင်ရှေ့နှုတ်ဖျားမှခတ်တိုးတိုးရွရွမိလိုက်တာကတားတောင်းမှန်ပါတဲ့အမေဟူတာဖြစ်ပါတယ်ကျွမ်းညိုရွာမှကျိုးဆိုပါ၏နှိမ့်ချိုက်စွာအိမ်မောချနေသည့်ရှေ့လေပင်ကလေးဘေးသို့ဆောင်းကျသွားမှအလန်တကြားပြန်နိုးလာမိရ၏ဟင်းငါဘယ်ကိုများရောက်နေရလဲရွာတရွာ၏ဆိုင်းမုတ်တိုင်ကိုမိကအိပ်ပျော်ရမှနိုးလာပါသောရှေ့ခေတ်တယောက်မိမိကိုအထူးဆန်းလိုဝိုင်းအောင်ရဲ့ကြည့်နေသောအသားနီအပေါ်ပိုင်းအဝတ်ဗလာများနှင့်ပစိုးတူဝတ်ထားသောအမျိုးသားသုံးဦးနှင့်ကလေးငယ်များချီကလက်ဆွဲကသူတို့အနားမှရက်နေပါသောအမျိုးသမီးများကြောင့်ထိုင်နေရာမှအလန်တကြားကြောင်ထလာမိခဲ့ပါ၏ကျွန်တော်အခုဘယ်ရောက်နေရလဲခမညာရှေ့၏အထူးဆန်းမေးကြောင့်ထိုလူများကတယောက်မြင်တာတယောက်လှည့်ကြည့်ရင်နောက်ကဆိုင်းမုတ်ထန်သို့လင်းညိုးများကပြိုင်တူထိုးပြလာကြတယ်။အေယာဝတီတိုင်းမြို့နယ်ရှိပြီးကျွမ်းညိုကျေးရွာလူသူအယောက်ပေါင်နေသောကျွမ်းကြီးတစ်ကြမ်းအနီးမှရွာလေးတရွာဖြစ်သည်။ရှေ့လက်ထက်နာရီကိုငုံငါအကြည့်မနေ့၈နာရီအတိဖြစ်သည်။ရှေ့ကိုညကဟိုကားသမားဒီနေရာမှာချပေးသွားခဲ့တာများလား။ထိုလူအုပ်ကြီးကိုကြောကဘေးဘေတဝိုက်ကိုရှေ့လှမ်းကအကြည့်အရှိတက်မှာမြင်နေရသောမှိုင်းညညို့တတော်များရှိသည့်ကျွမ်းကြီးစီမတစုံတစ်ယောက်ကရှေးကိုသူ့ထံလာဖို့လက်ရဲ့ခေါ်နေတအောင်ပြသည်ဒီနေရာလားဟုတ်သားပဲဒီရွာကိုရှေးလွန်ခဲ့တဲ့10နှစ်ကအမေတို့နဲ့အတူတစ်ခါရောက်ခဲ့ဘူးတယ်ဒီရွာရွာကြီးအိမ်မှာရှေးတို့မိသားစုတဲခိုပြီးဖေအလောင်းရှိသည့်ကျွမ်းညိုကြီးစီတို့ကူပြီးတောနေထဲကိုလိုက်သွားကြခြင်းဖြစ်သည်တော်ကြီးထဲကိုရောက်ဖို့အချိန်2နာရီကျော်လူမြကြာသွားသဖြင့်လန်ခီကရေတရန်ကောင်းတရန်ကြမ်းတမ်းသည့်အပြင်တာရင်များပေါ်များသဖြင့်
ခြေလျင်သွားရန်ခက်ခဲမိအနေအထားဖြစ်၏မတတ်နိုင်ဘူးဒီအထိပဲရောက်လာပြီးမှတော့ရှေ့ခေတ်ရှေ့တူပဲမလွဲဧကန်ခီးဆက်ရပါမည်လောလောဆယ်ကျွမ်းကျင်ရွာရဲ့အကြီးကဲအိမ်မှာခေတ္တခဏအနားယူပြီးမှမြင်းတကောင်ငှားပြီးမြင်နေရသည့်ကျွမ်းကျင်ကြီးထံသို့ခရီးဆက်ရပေမည်ဦးလေးမီကဦးကြီးတိတ်ပါတယ်ကွယ်ဒီရွာရဲ့အကြီးကဲပဲဆိုပါတော့မောင်ရင်လေးဦးလေးကိုရှာတာဘာအရေးကိစ္စများရှိပါသလဲကွယ်ဒီလိုပါဦးကြီးကျွန်တော်မေးစရာလေးနည်းနည်းရှိလို့ပါဦးကြီးကရွာရဲ့အကြီးကဲဆိုတော့ဒီနေ့တော့ကအကြောင်းအကုန်သိနိုင်မယ်မလားဗျမောင်ရင်လေးအလို့ရှိရမေးပါလေကွက်ပြစ်တစ်ခုမှတင်းမြခွင်ထိုင်ရင်ရင်နှွေးချမ်းခွက်ကိုရှေ့တန်ကမ်းမေးလာသည့်ရွာ၏အကြီးကဲဦးလေးကြီးကိုအယိုသေးပေးရင်ဘေးနားမှာမိသည့်စကားတစ်ခွန်းတလေးမှမဆိုပဲရှေ့ကိုလူထူးဆန်းလောဝိုင်းုံရဲကြည့်နေသောရွာသူရွာသားများကြောင့်ရှေ့မှာမနေရမထိုင်နိုင်ဖြစ်မိရကခါကိုမဲ့ရွယ်ထိုင်လိမ့်မိတယ်ကျုပ်ရွာသားတွေကြောင့်အခက်တွေ့နေတဲ့ထင်မမောင်ကြီးသူတို့ကိုစိတ်ချပါကွယ်သူတို့ကမောင်ရင်လေးကိုအန္တရာယ်မပေးပါဘူးပြီးတော့မောင်ရင်လေးကချုပ်ကုန်ဖြစ်မြင်းတကောင်ရှာဖွေခိုင်းတာဘယ်အရေးကိစ္စကြောင့်များတော့ကွယ်ဟိုကျွန်တော်အမှန်တိုင်းပြောရရင်တော့ဟိုမှာမြင်နေရတဲ့ကျွမ်းကျင်ကြီးတွေကတောအုပ်ကြီးကိုသွားကျင်လို့ဗျဘာဘယ်လိုမောင်ရင်လေးရှေ့ဤစကားများကြောင့်ဘေးနားမှာငြိမ်သက်စွာရပ်နေကြသောရွာသားများအလွန်ထိတ်လန့်သွားသောအမှုရာများဖြင့်နောက်သို့ဆုတ်သွားကြသလုံးရွာကြီးဆိုသောလူကြီးမှာနေရာမှကျုံထလေ၏ဟုတ်ကဲ့ခမဦးကြီးဘာများဖြစ်လို့လဲဗျာမောင်ရင်လေးကရှေ့ရမြင်နေရတဲ့ကျွမ်းညိုကြီးတွေကတောကိုပြောနေတာလားဝေဟုတ်ပါတယ်ဦးကြီးအဲ့ကျွမ်းကငကစိမ်းကိုရှိတဲ့တောကြီးမလားဗျဝေအဲ့တည်းကဒီကူကြီးကြောင့်ဘလို့များသိပါသလဲကွယ်ရွာကြီးမှာရှေ့ဤအမေးကြောင့်အံ့ဩဖွယ်ဖြစ်နေပုံရ၏ဒီလိုပါခမကျွန်တော်အဖေကလွန်ခဲ့တဲ့10နှစ်လောက်ကဒီနယ်တော့တစ်တော်တွေမှာတာဝန်ကျခဲ့တဲ့တစ်တော်ဝန်ထမ်းတစ်ယောက်ပါခမအိုးဒီလိုကိုဒါနဲ့မောင်ရင်လေးရဲ့အခုလိုင်းကိစ္စရောဘာများလဲကွအာလေးလာရေးသဘောမျိုးပါပဲပြီးတော့ကျွန်တော်အဲ့ဒီကျွမ်းကြီးထက်ကတော်ထဲမှာလေးလာစရာတွေရှိလို့ပါခမချုပ်တို့ရွာသားတွေအနေနဲ့ပြောရရင်ဖြင့်မောင်ရင်လေးကိုအဲ့ဒီကတော်ကြီးထဲကိုမသွားစေချင်ဘူးကွဒါကတေလန်းကိုသွားရတယ်လို့မျိုးကြီးမို့မောင်ရင်လေးရှာဖွေမဲ့ဘူးတူတာတွေ့မောင်ရင်လေးရဲ့အစ်စ်ကိုမစရဲသင့်ပေဘူးဘာလို့များလဲဦးကြီးအဲ့ဒီတော့ကြီးကဘာဖြစ်လို့လဲဗျာကျွန်တော်များပြောပြနိုင်မလားကျုပ်ကိုခွက်လက်ပါမောင်ရင်လေးဒီအကြောင်းပြောပြခွင့်ကကျုပ်တို့ရွာသားတွေမှာမရှိကြပါဘူးအကယ်၍မောင်ရင်လေးကိုကျုပ်တို့ပြောပြလိုက်ရင်ကျုပ်တို့ကျွမ်းညိုရွာလေးဘေးဆိုးသိမ့်မိမယ်ကွအန်ရရှိပါသည်ဆိုတဲ့စကားကလွဲပြီးမပြောပြရစေနဲ့ကွဦးကြီးတို့အတွက်အခက်အခဲရှိမယ်ဆိုရင်မပြောပါနဲ့ဒါပေမဲ့ကျွန်တော်မြင်းတကောင်လောက်တော့ရှာပေးနိုင်မလားခမတားလို့မရတော့ဘူးလားကွမောင်ရင်လေးလိုတဲ့မြင်းအဖြစ်ကျုပ်တို့မြင်းဆောင်မှာယူဆောင်သွားလို့ရပါတယ်ကျုပ်တို့အဖိုးခပေးစရာမလိုပါဘူးကွပြန်လာမှသာပြန်ပေးလေပေါ့သို့ပေမဲ့မောင်ရင်လေးအဲ့ဒီကျွမ်းကျင်ကြီးရဲ့တောကြီးထဲကိုသွားဖို့ရန်အတွက်ထပ်မံစဉ်းစားပါအောင်ကွမျက်စိမျက်နှာပြစ်ကမိမိကိုစိုးရင်စိတ်ကြီးစွာတားနေသောရွာသူကြီးဦးဒိတ်ပကိုရှေးအကဲခတ်နေမိဒီဦးကြီးကဘာလို့များရှေးကိုအခုလော်တွေပြောပြီးတားဆီးနေရတာများလဲကျွမ်းကျင်ကြီးရဲ့တောကြီးထဲမှာဘယ်လိုအန္တရာယ်များရှိနေလို့များလဲကဲလုံးမလေးရေဒီကဧည့်သည်အကိုတို့အစားပေါ်တောက်ဖို့ပြင်ဆင်လှည့်စမ်းကွယ်ရွာသူကြီးဦးဒိတ်ပါလဲရှေးပုံသဏ္ဍာန်ကိုအကဲခတ်၍ဘာမှမစားမတော့အသေးသေးကိုသိရှိပြီးအနီးအနားမှာခေါင်းလေးကုန်းဟာရက်နေပါတော့သမီးဖြစ်သူနန်းတွေကိုလှည့်ပြောလိုက်စင်မှာဧည့်သည်ကောင်းလေးရဲ့မြေဝမ်းများကမိမိသမီးထံသို့ရောက်ရှိသွားရသလိုသမီးငယ်မှလည်းရှစ်သွေးဖြာနေသောမျက်နှာလေးဖြင့်အိမ်ကြီးအပေါ်သို့ခက်မြန်မြန်ပြည့်တက်သွားလေသည်။ကိုင်းမောင်ရင်လေးကိုကြည့်ရတာဘာမှမစားရသေးတဲ့ပုံပဲကွယ်။ရှင်မိုးချိုဝက်စားလဲလေပြီးစားပြီးတောက်ပြီးမှခီးဆက်စရာရှိတော့ထပ်ဆက်ပေါ်ကွယ်။ဟုတ်ကဲ့ခမကျေးဇူးတင်ပါတယ်ဦးကြီး။ဦးဒိတ်ပါကြီးဤစကားကြောင့်ရှေးဝမ်းသာသွားမိရသည်။မနေ့9နာရီကျော်လူနေပြီမို့ရှေးလဲဗိုက်စာနေပြီဖြစ်သလိုမနေ့ညတည်းကခီးဆက်လာရခြင်းမို့လူလဲညည်းစစ်စစ်ဖြစ်နေသည်။ဦးဒိတ်ပါတို့ချမ်းကြီးဤတောက်တနေရာမှာရှိသောရေရင်းကြီးစီသို့ရှေးလှမ်းလာမိကရေကိုစိမ့်မြဲနှပြေချိုးနေမိလိုက်ပါတော့တယ်။အမျိုးသမီးတူဤအတန်နေကြီးဖြင့်ဆူဆူရှာရှာအဟိုက်တန်ကတိတ်ဆိတ်နေသောဝမ်းညင်တစ်ခုလုံး
ဟိမ့်ညံရွယ်ထွက်သွားခဲ့သည်ရှေခေအဝတ်အစားကိုအမျက်ဆုံးလဲဝက်ကရွာတကြီးအိမ်ရှိကွက်ပြစ်ရှိ၌အုံနေသောရွာသားများကြားတိုးဝိတ်အသွားကွက်ပြစ်ထင်မှအကျော်ဆွဲကဆိုင်ငင်ဖြစ်နေသောဆော့ဆော့ကရွာတကြီးသမီးဖြစ်သူနန်းနွယ်၏မြေဝမ်းတစ်စုံထက်မှသွေးစိမ်းရှင်များပန်းထွက်နေသလိုဥဒိတ်ပါမှာသမီးငယ်လေးကိုစိုးရိမ်စိတ်ကြီးစွာပွေပိုက်ထားရင်းပြင်းစွာသောပူပြင်းတော့ကရောက်နေသည့်အသွင်တရံဆောင်သည်တိတ်ကဆေးဆရာကြီးကိုအမြန်သွားခေါ်စမ်းလုံမလေးအချိန်နဲ့စိုးရိမ်ရတယ်အမြန်သွားဟဘာများဖြစ်တာလဲဗျာမင်းကလေးကအခုဘာဖြစ်တာလဲဦးကြီးစောကလေးကမှသူ့အကောင်းကြီးမလားဗျလူကြားသို့တိုးရင်ကရှေ့ခိတ်စိတ်မကောင်းကြီးစွာမေးလိုက်မိကျုပ်တို့လည်းဘာဖြစ်မှန်းမသိရဘူးမောင်ရင်လေးရဲ့မွေအစိတ်မှုတ်ခံရတာများလားပဲလုံမလေးကစောကလေးမှပဲအဲ့တိုင်မောင်ရင်လေးစားဖို့တောက်ဖို့ကျုပ်တို့ရဲ့အင်ကြီးထဲမှာချက်ပြုတ်ပြင်ဆင်ပေးနေတော့မှပဲသူ့အတန်ကြားလို့ကျုပ်တို့တွေအင်ထက်အသွားအပေါ်ထက်ပြင်းတကားနားမှာအခုလိုပုံစံမျိုးနဲ့မြင်ရတာပါပဲကွယ်ကြောက်ပါပြီကြောက်လာပါပြီတခင်လေးရဲ့လူကိုနန်းတွေမကြည့်ဝမှာဘူးနန်းတွေကိုမတတ်ပါနဲ့သွေးများစီးကြနေသောမြေဝမ်းများဖြင့်ဘေးဘီဝစ်ပတ်ကြီးရင်သူ့အပင်ရင်ခွင်ထဲမှကျုံထလာကလက်ရုပ်ချီငိုးရိုးတောင်းပန်နေသည့်နန်းတွေဆိုသည့်မိန်းကလေးကြောင့်ရှေ့ခေတ်အပါဝင်ရွာသားများလှုပ်လှုပ်ရှားရှားဖြစ်သွားကဟိုဒီလိုက်ကြည့်ကုန်ကြ၏မလာနဲ့နန်းတွေကြောက်ပါပြီရှင်နန်းတွေကိုမတတ်ပါနဲ့သခင်လေးရဲ့အဘနန်းတွေကိုကယ်လဲပါအောင်နန်းတွေကိုသူတတ်တော့မယ်နန်းတွေမှားပါတယ်အယူတယောက်လောတွေးတဲ့စကားများပြောကမမြင်မဆန်နေရမှကျုံထရင်ထွက်ပြေးဖို့ကြိုးစားနေသည့်သူ၏သမီးကိုဖမ်းချုပ်ထားရင်ဥဒိတ်ပါဆိုသည့်လူကြီးမှလည်းဘာလို့ရမှန်းမသိဖြစ်နေသလိုရှင်းနေရွာသားများမှလည်းချက်ချင်းဆိုသလိုအုံမိုင်းလာတဲ့ရာသီဥတုအပြင်တူဝီတက်ခိုက်လာတဲ့လေးသိုးတံများကြောင့်ချမ်းစိတ်အငွေသေးကိုခန်းစားလာရကဘာမှမသိစိုးထိတ်နေမိကြပါတယ်သူလာပြီသူထက်လာပြန်ပြီအဘရေနန်းတွေကိုကဲပါရှင်နန်းတွေကိုသူတတ်တော့မယ်ထင်ပါရဲ့အဘရေဘယ်သူမှမရှိပါဘူးလုံမလေးရဲ့စိတ်ထိန်ပါခဏနေရင်ဆေးဆရာကြီးရောက်လာတော့မှမို့လုံမလေးဘာမှမဖြစ်တော့ဘူးအဘပြောတာကြားလားနန်းတွေတတိထားစမ်းကွယ်မဟုတ်ဘူးရှိတယ်သူ့နန်းတွေရှင်းမှရဲနေတယ်သူ့တကုံလုံးအနည်းအောင်နဲ့ဝတ်ထားပြီးသူ့မျက်လုံးတွေနေမင်းကြီးလို့နေရဲဆူချနေရပဲသူ့အသားကြီးကနှင်းလို့ဆွတ်ဖြူနေပြီးအခုသူကနန်းတွေကိုဒေါသကြီးစိုက်ကြည့်နေတယ်ရှင်နန်းတွေကိုတတ်တော့မယ်အဘရေနန်းတွေကိုကယ်ပါအောင်လားနန်းတွေကြောက်လာပါပြီရှင်ဒိတ်နန်းတွေဆိုတော့မင်းကလေးအပြောစကားကြောင့်ရှေ့ဤပါးစပ်မှာအလိုလိုသူ့၏အမည်နာမတစ်ခုကိုရွရွခေါ်ဆိုမိလိုက်ပါ၏ထို့အချင်းရာကထိတ်ကိုပုံရွက်အင်အားကြီးသွားစေသလားပုံဝန်းကျင်တစ်ခုလုံးပုံရွက်မှောင်မဲသွားရသလိုလေပြင်းများတရှိရှိတိုက်ခိုက်လာပြီးရွာတကြီးဥဒိတ်ပါတို့ချမ်းကြီးအတွင်းရှိတစ်ပင်တချို့မှာတက်ကိုင်းမှာသူ့လိုကြိုးကြကောင်းကြသည်အင်ကြီးအပေါ်ထက်ပြင်းတကားရွေများမှာဖွင့်ကြည့်ပိတ်ကြည့်တုံတုံရက်ခိုက်မိနေကြ၏တိတ်လိုက်ဆန်းနန်းတွေငါအပိုင်ကိုထိပါခြင်းနဲ့တင်းကအသိရှင်ဖို့ရန်အတွက်မတန်ပေဘူးမို့အခုချက်ချင်းစကြိုးပြီးတိတ်လိုက်ဆန်းမလုံးနဲ့ရှင်းနေနန်းတွေနှစ်ယောက်တည်းသာကြားရပါတော့အော်ရှာရှာစိမ့်သက်တဲ့သူ့အတန်ကြီးကြောင့်ဝမ်းကျင်တစ်ခုလုံးမှာရှေ့ခေတ်မလုံးနေဟုသောဟန်တာတန်ကြီးဟိမ့်ရွက်ညံထွက်သွားခဲ့ပါသလိုဥရိပ်ပိုင်ရင်ခွင်ထဲမှာတကယ်အတန်မြင်ဇက်လင်္ကာဘေးသို့ကြားသွားသည့်နန်းတွေဆိုသည့်မိန်းကလေးမှာအသက်ဆုံးမသွားခဲ့ချေပြီးထိတ်ကအရန်ရက်စစ်လိုက်တာငါထိတ်ကိုကြောက်လဲကြောက်မိရသလိုမုံလဲမုံလာမိရပါတယ်အဲ့ဒါနမူနာပဲတော်ဝတ်မင်းကငါစီကဆွဲထုတ်ဖို့ကြိုးစားကြသူတိုင်းကငါထစ်ဆိုးတဲ့ကံကြမ္မာစိုးနဲ့တွေ့ကြုံစေရမယ်တော်ဝတ်ကဒိတ်ဆိုတဲ့ငါအတွေ့ပဲဖြစ်တည်လာစေရမယ်သမီးဖြစ်သူ၏အလောင်းကိုပွေးပိုက်ကရင်ထုမနာဖြစ်နေသောကျွမ်းညိုရွာတကြီးဥရိပ်ပါတော်ကြီးရင်ရှေ့မှာတပြင်းတွေခါခါချမိရပါတယ်နန်းတွေဆိုတော့မိန်းကလေးသိဆုံးရတာရှေ့ပြောကမကင်းဘူးဟုခံစားမိရကရွာတကြီးကိုဘလို့နှိမ့်သိပ်ပေးရမည်ကိုလည်းမစင်စားတဲ့အောင်ဖြစ်နေရပါတယ်ရွာဤဆေးစရာဆိုတော့လူကြီးရောက်လာချိန်မှာတော့ဥရိပ်ပါတော်ခြံကြီး၌ရာသီဥတုမှာဆွဆိုးကဘာမှမဖြစ်ခဲ့သည့်အလားပုံမှန်ပြန်လည်ဖြစ်သွားသလိုရှေမြင်မိရသည့်ဒိတ်ဆိုသည့်ကောင်းကြီးပုံရင်လဲအနားမှာရှိမနေတော့ပါဘူးကိုကနောင်
ချုပ်သမီးလေးဘာဖြစ်သွားတာများလေဗျာရွာသူကြီးရင်ထုမနာအမေးစကားတန်ကြောင့်ဥက္ကနောင်ကခေါင်းဝတာခါရမ်းပြနေမိတယ်ကျုပ်တဲ့နဲ့တကူရွာမှာဆေးကုစားလာတာဖြင့်ကြားလာပါပြီကိုဒိတ်ပါရဲ့ယခုနန်းတွေလို့ယောဂဆန်းမျိုးမကြုံမှုတော့ပြောဖို့ခက်တလားဗျာကျုပ်ထင်ခမသမီးနန်းတွေအမားတစ်ခုခုလောက်ခဲ့ပြီလို့များလားဟိုအပြစ်ဒဏ်ခံလိုက်ရပုံပဲဗျာကျုပ်သမီးလေးကကျုပ်မျက်စိအောက်မှာဖြင့်လိမ်မာရေးချရှိလာစွာကြည်ပြင်းလာတဲ့လုံမာလေးပါဗျာကျုပ်ကရက်ရွာရဲ့အခြေခဲတယောက်ဖြစ်နေလို့ဆိုပြီးသူလေးကရွာသားတွေအပေါ်ဘဏ္ဍခါများမမောက်မမာဆက်ဆံခဲ့ဘူးလို့လေကိုကနောင်ရဲ့ကျုပ်ဆိုလိုချင်တာဒါမဟုတ်ဘူးဆိုတာကိုဒိတ်ပါရိတ်မိတန်ကောင်းပါရဲ့ခမသမီးနန်းတွေမှာအပြစ်မရှိပဲသူကဒါမျိုးအပြစ်မပေးတတ်ဘူးဆိုတာရွာသားကြီးကအတိဆုံးပဲနေမှာပါဗျာကိုကနောင်အဲ့တဲ့ကလေးရှိမှစကားပြောတာဆင်ញင်စမ်းပါဗျာဆေးစရာဆိုသည့်လူကြီးဤစကားကြောင့်ရွာသူကြီးကဘေးမှရက်နေသောရှေးကိုအလန်တကြားမော့ကြည့်ကဟန်တားလိုက်ပါတယ်ကျုပ်တို့ဒီကလေးကိုထိန်ချမ်းမထားပဲပြောပြတင်တာပြောပြမှဖြစ်ပေလိမ့်မယ်ကိုရိပ်ပါမဟုတ်ရင်ကျုပ်တို့ရွာရဲ့ကျေးဇူးရှင်ကြီးကိုကျေးဇူးကမ်းရကြရောမယ်ဒီအကြောင်းတွေပြောရင်ကျုပ်တို့တရားလုံးဘေးဆိုးကြောက်နိုင်နေဆိုတာကိုကနောင်သိတယ်မလားဗျာဒီလိုဆိုရင်တောင်မှကျုပ်တို့ရွာရဲ့ဘေးအတွေ့တွေးပြီးထိန်ချမ်းမထားသင့်ဘူးကိုဒိတ်ပါဒီကလေးရဲ့အဖေကြောင့်သာကျုပ်တို့ရဲ့ကျွမ်းညွှန်ရွာလေးအခုလောဆက်ပြီးတည်ရှိနေတာပါဗျာရှေးခေတ်မှာထိုလူကြီးနှစ်ဦးအချင်းများနေတာကိုရက်ရွယ်နားထောင်နေရမှမိမိဤဖခင်အကြောင်းကြားမိ၍စိတ်ဝင်စားသွားမိပါတယ်။သို့ပေမဲ့ယခုအနေအထားမှာရှေးဘလို့စကားဆောက်၍မေးရပါမည်နီ။ရွာတကြီးဥရိတ်ပါလေသမီးဖြစ်သူအလောင်းကိုရွာသားတွေအားသူ၏ခြံနောက်မှာပဲမြေမြုပ်တကြိုစေဖို့မိမိတို့ထံလိုက်ကြည့်ပြီးတစုံတရာမေးချင်နေသောဧည့်သည်ကောင်လေးကိုကြည့်ကတချိန်ကမိမိနဲ့မိမိတို့ရွာသားတွေအတွက်အသိပေးသွားပါတော့တစ်တော်အရာရှိကြီးမျက်နှာကိုရေးရေးမြင်အောင်လာမိရပါတယ်။ကိုကနောင်ကတော့ဂါထာတချို့ရွတ်ဆိုကတစုံတရာအားမိမိတို့ရွာသားများအမှားကျူးလွန်မိပါကခွန့်လွှတ်ပေးဖို့တွေတောင်းပန်၍နေပါတော့တယ်။မောင်ရင်လေကျုပ်ကိုအမေးစကားရှိပုံပဲ။ဟိုကျွန်တော်မှအခွင့်အရေးရှိရင်သိချင်မိပါတယ်ဦးကြီးခမ။မောင်ရင်လေးကိုကျုပ်အမှန်တိုင်းပြောပြပါမယ်ကွယ်။ကျုပ်ပြောတာတွေကမောင်ရင်လေးသိချင်တဲ့အကြောင်းအရာတွေနဲ့ထပ်တူကြမယ်ထင်မှဒါကြောင့်မောင်ရင်လေးအခုတေချာနားထောင်ပါဟုတ်ကဲ့ခမကျွန်တော်တေချာနားထောင်ပါမယ်ဦးကြီးဒီလိုကွယ်လွန်ခဲ့တဲ့10နှစ်လောက်ကကျုပ်တို့ရွာဘက်ကမင်းကောင်ဆိုတဲ့မြို့ကြီးသားတက်တော့အရာရှိလေးတာဝန်ကျခဲ့တဲ့အချိန်ကပေါ့ခမမင်းကောင်ဟုတ်လားဦးကြီးကိုမင်းကောင်ကမောင်ရင်လေးရဲ့ဖခင်ဆိုတာဦးလေးတို့မောင်ရင်လေးကိုစမြင်လိုက်ချိန်ကလေးကတတိထားမိပါတယ်ကွယ်အကြောင်းကမောင်ရင်လေးကမောင်ရင်လေးရဲ့ဖခင်နဲ့ဆင်းတယ်လေကွဟိုဒါဖြင့်ကျွန်တော်ဖေဘလို့သိခဲ့ရလဲဆိုတာဦးကြီးတို့များသိမလားခမအခုကျုပ်ပြောပြမှာလေမောင်ရင်လေးရဲ့အဖေအကြောင်းနဲ့မောင်ရင်လေးရဲ့သိချင်တဲ့ဟိုကျွမ်းရငကစိမ်းကိုကြီးရဲ့အကြောင်းအရာပဲကွယ်ခမကျုပ်လိုရင်းတို့ရှိမဲ့ပြောပြပါမယ်မောင်ရင်လေးလွန်ခဲ့တဲ့10နှစ်လောက်ကကျုပ်အပါဝင်ကျုပ်တို့ရွာသားတွေဟာဝမ်းစာတွေ့မတော်လောပါကြောင့်ဟိုးမှမြင်နေရတဲ့ကျွမ်းညုံကြီးပိတ်ကန်းကိုလှင်ငယ်ကိုစီဖြစ်ခူးပြီးတစ်ခိုးခုတ်ကြရင်းနဲ့ငကစင်းကူကြီးထံသို့မတော်တဆရောက်သွားကြဘူးတဲ့ကွယ်ဟုတ်ကဲ့ဦးကြီးကျွန်တော်နားထောင်နေပါတယ်ဦးရိပ်ပိုင်းစကားဆုံးခက်တရန်နာမိကမှိုင်းပြပြသာလှမ်း၍မြင်နေရသောကျွမ်းကြီးစီသို့ငင်းငိုင်နေပါ၍ရှေးမှစကားဆက်ရန်အမြန်ထောက်မိလိုက်ပါတယ်ဦးရိပ်ဘမှာတပြင်းချမိလျင်စကားဆက်လာပါတယ်ထူးဆန်းတာကခူးကြီးတစ်ခုလုံးအစိမ်းရောင်တလင်းကြောက်သားများတာဖြစ်တယ်ကွဟုတ်ကဲ့ဦးကြီးတို့အားလုံးကတိတ်ခိုးခုတ်ဖို့ထွက်လာကြတာမို့ယောက်ျားသားများဖြစ်ကြပြီးတေရီနဲ့အမည်များပါလာကြတာမို့အဲ့ဒီခူးကြီးထဲမှာနားနေပြီးတောက်စားမိခဲ့ကြတယ်ကွနောင်နာအရေးအငွေ့တွေဖြင့်ပြန်လဲပြောပြနေသောရွာတကြီးစကားကိုရှေးနားဆွင့်နေမိတယ်ဦးလေးတို့ငကစိမ်းကူကြီးထဲမှာတောက်စားနေကြတော့ထူးဆန်းစွာခူဘဝမှာရဟန်းတစ်ပါးကရောက်ရှိလာပြီးခူကနေအမြန်ထွက်သွားဖို့တောင်းဆိုခဲ့တယ်။ဘာလို့များလဲဦးကြီးခမနဂါးဆိုတာမြင့်မြတ်သောနေရာဖြစ်ပေတယ်နဲ့ကွဒီနေရာရဲ့အဆောက်အအုံကတောက်စားနေတာမကြိုက်ကြောင်းရဟန်းကပြောပြီးရုပ်ချီးပြောက်ွယ်သွားခဲ့တယ်။ဟုတ်ကဲ့ခမဦးကြီးဦးလေးတို့တွေကလွဲမားနေသောအတွေးတွေဝင်လိမ့်မိကြတယ်ကွတိတ်ခိုးခုတ်လို့တက်တော်အရာရှိသိပါကအဖမ်းခံရနိုင်တယ်။နဂါးကူဆိုတာမျိုးကရတနာတိုက်ရှိတယ်ဟုရှေးလူကြီးတွေပြောတဲ့စကားများကြောင့်အ
အစိမ်းရောင်နဂါးကူကြီးအတွင်းမှာရတနာပစ္စည်းများရှာဖွေခဲ့ကြသလိုအမှန်တကယ်ပဲအစိမ်းရောင်ရတနာတစ်တာကြီးတစ်လုံးကိုရှာတွေ့ခဲ့ကြတယ်။ရတနာတစ်တာဟုတ်လားဦးကြီး။ဟုတ်ပါတယ်မောင်ရင်လေး။ဦးကြီးနဲ့ရွာသားတချို့ကရတနာတစ်တာကိုလည်းမြင်ရောဝမ်းသာအားရနဲ့ကျွမ်းဆက်မှရှိတဲ့လေရှိရာစီကိုတင်မလာကြစင်ပါပဲ။ခုကမှမြင်ခဲ့ရတဲ့ရဟန်းဟာကျွမ်းဆက်မှပြန်ပေါ်လာခဲ့တယ်။တစ်တာထဲကရတနာတွေဟာတာမန်လူတွေနဲ့လုံးဝမသက်ဆိုင်တလို့တစုံတယောက်ရဲ့အပိုင်ဖြစ်ပေတာမို့ရွာယူဆောင်ရန်မသိပေဘူးပေါ့ကွယ်အကယ်၍အဲ့ဒီတက်တာကြီးထက်ကဒင်္ဂါပြလေးတစ်ပြားကအစပိုင်ရှင်တန်မှခွင့်မပြုမီပဲယူမိရင်အသေးဆိုးနေတေးသားရလိမ့်မယ်လို့မိန့်ကြားခဲ့တယ်ကွယ်ဦးကြီးခမအဲ့ဒီဟန်ပြောပြရဲ့ငကစင်းကူရဲ့ပိုင်ရှင်ဆိုတာရောဘယ်သူများလဲဒိတ်ခမနဂါမင်းသားဒိတ်ပေါ့ကွယ်ဒိတ်ဆိုတော့အတန်ကြောင့်ကောင်းကင်ကြီးတစ်ခုလုံးညိုမဲကမိုးများအောင်ဆိုင်ရဲ့လာရသလိုလေပြင်းများတရှိရှိတိုက်ခိုက်လာ၍ရွာသူကြီးဦးရိပ်ပါမှာမျက်လုံးအစုံမှလည်းမှိတ်ချကလက်ရောက်ချီရင်တစုံတစ်ခုကိုမနာတဲ့ရွက်ဆိုနေပြန်ပါတယ်။နဂါမင်းသားဒိတ်အဲ့ဒါကမင်းသားဒိတ်ရှေ့စိတ်ထဲမှနေတစုံတစ်ယောက်ထံတေချာရန်မင်းနေစဉ်မှာပဲဦးရိပ်ပိုင်းမြင်ဝမ်းများပြန်လဲဖွင့်လာကရှေ့ကိုပြုံးပြရင်စကားကိုဆက်ပါတယ်။အဲ့ဒီဟန်ပြောပြချင်းရဒီနေ့မှာနဂါတိုင်းပြည်ကမင်းသားတစ်ပါးကသူတို့ရဲ့မျိုးနွယ်ကြီးတစ်ခုလုံးခွင့်မလွှတ်နိုင်ပါတဲ့အပြစ်ကြီးတစ်ခုကိုလောက်ခဲ့မိတယ်တဲ့ကွယ်ရှေ့ခဲ့တဲ့တစ်ချက်ကိုမြှုပ်ချရင်းရွာသူကြီးစကားများကိုနားဆွနေမိတယ်ဦးကြီးဒိတ်ပါကပြောနေရင်မောသွားပုံရကရင်နွေးကလေးကိုမော့ရဲ့တောက်နေပါတယ်ဦးကြီးခမအဲ့ဒီမင်းသားဘာအပြင်းများလောက်ခဲ့တာပါလဲခမအပြစ်မဟုတ်ဘူးတရဝတ်ကျွန်တော်မင်းကိုချစ်တာကိုနှစ်ပေါင်းများများကြာခဲ့ပါစေအပြစ်ရဲ့လို့မခံယူခဲ့ဘူးအဲ့ဒါအပြစ်လုံးဝမဟုတ်ပေဘူးအာရှေးမှာမြည်သည့်နေရာကနေကြားရမှန်းမသိသည့်အေးစိတ်စိမ့်တဲ့သောအတန်တစ်ခုကြောင့်တတိလဲလွတ်ထရဲ့အော်လိုက်မိပါတယ်မောင်ရင်လေဘာဖြစ်တာလဲကွယ်အဆင်ပြေရလားဟုတ်ကဲ့ခမဦးကြီးကသာဆက်ပြောပါကျွန်တော်အဆင်ပြေပါတယ်ရှေးမှာဥဒိတ်ပါကိုမင်းနေစင်မှာပဲခေါင်းထဲမိုက်ခနဲဖြစ်သွားရကဒိတ်အတန်ကိုကြားလာမိရချင်းဖြစ်အေးကွယ်မင်းသားတွေကသူနဲ့မျိုးနွယ်ရောအဆင့်တန်းမှမတူတဲ့တာမန်လူသားလေးတူကိုမေတ္တာသက်ဝင်ချစ်ခင်ခဲ့မိလို့ပဲခမဟိုအဲ့ဒါတကယ်လားဟုတ်ပါတယ်အခုမောင်ရင်လေးစိတ်ထဲဒါအောင်မဖြစ်နိုင်ဘူးလို့ထင်နေတယ်မလားဦးလေးတို့လည်းအရင်ကဒါတွေကိုယုံနှန်းစကားလို့ထင်ခဲ့မိတယ်ဒါကြောင့်လည်းမဖြစ်တဲ့နာတွေမလုပ်တဲ့နာတွေကိုလုပ်ခဲ့မိတာပေါ့ကွယ်ကံကြီးပေတော့ဦးလေးတို့ကိုဆုံးမပေးခဲ့တဲ့ယဟန်ကအချိန်မီကျွမ်းအောင်ရောက်လာခဲ့ပြီလို့ပေါ့မောင်ရင်ရဲ့ဟုတ်ကဲ့ဦးကြီးဆက်ပြောပါဗျမင်းသားတက်ကတောရွာတရွာကတာမန်အချုပ်တဲ့တရဝါဆိုတဲ့လူငယ်လေးကိုမြင်ချင်းမေတ္တာသက်ဝင်ကချစ်သူဖြစ်ဖို့ခက်ခဲကြိုးစားခဲ့ရတယ်ပေါ့ကွယ်အဲ့ဒီအချိန်မှာသူတို့ငကားတိုင်းပြည်ရဲ့မင်းကြီးမင်းသားတဲ့ရဲ့ဖခမဲတော်ကမင်းသားကိုရေဝရီဆိုတဲ့ငကားမင်းသမီးတစ်ပါးနဲ့လက်ဆက်ပေးပြီးတိုင်းပြည်အနှင်းကတရားပါဝနာအားထုတ်ဖို့စီစဉ်နေခဲ့ချိန်ပေါ့မင်းသားတက်ကသူ့ခမဲတော်ရဲ့အစီအစဉ်ကိုသိရချိန်မှာပြင်းပြင်းထန်ထန်ကိုညှင်းဆန်ခဲ့တယ်။ရေဝတီကိုလည်းသူ့၏နှမတူးလော်သာသူ့စိတ်ထဲရှိကြောင်းရှင်းပြတောင်းပန်ခဲ့တယ်။ရေဝတီဆိုတဲ့ငကားမင်းသမီးလေးကလည်းမင်းသားတက်ကိုအရင်ကတည်းကအကိုအရင်လောဖြူစင်သောမြတ်သာရှိနေသူမို့နားလေခွင့်လက်ကသူ့ဘဝကိုတရားကျင့်စဉ်တွေနဲ့သာကုံဆုံးပါမည်ဟုဆိုကသူ့ရဲ့နန်းဆောင်မှာပဲတသက်သာတရားစခန်းဝင်လိုက်တယ်ကွ။ဒီအချိန်မှာမင်းသားတက်ကအလွန်ပင်ဝမ်းမြောက်ပျော်ရွှင်သွားခဲ့ရတာပေါ့မင်းသားရဲ့စိတ်ထဲမှာချစ်ရတဲ့သူနဲ့အတူတောရွာလေးမှာအခြေချပြီးသူ့ရဲ့ဘဝကိုမထင်မရှားနေသွားဖို့ပါပဲသူကိုယ်တိုင်ကသူတို့တိုင်းပြည်ရဲ့အနာဂတ်အရှင်သခင်ဆိုတာကိုမေ့နေခဲ့ရတယ်လို့မင်းသားတရဲ့တွေ့တရဝါဆိုတဲ့တာမန်အညတရကောင်လေးရလွဲရင်ဘာဝမှမသိတော့တဲ့အချစ်ယူကြီးလုံးလုံးဖြစ်နေရပေါ့ကွယ်ဒါကြောင့်မင်းသားကိုသူ့ရဲ့မေတော်ကတတိစကားနဲ့တားနေရသည့်ကြားကသူ့ရဲ့တိုင်းပြည်ကနေခိုးထွက်ခဲ့လာပြီးတရဝါဆိုတဲ့အချုပ်တဲ့ကောင်လေးနဲ့ခိုးယူပေါင်းတဲ့နေထိုင်ခဲ့ကြတယ်ဒီကိစ္စကြောင့်သာပဲမင်းသားတရဲ့ခမဲတော်ကမင်းသားကိုအမျက်တော်ရှနေစဉ်မှာမင်းသားတရဲ့ဦးလေးဖြစ်သူဟာခွင်ကောင်းယူပြီးမင်းသားတဲ့ကိုအမျိုးဖြစ်သူတိုင်းပြည်ရဲ့အနာဂတ်ကိုဖြစ်စေသူဟုသမုတ်ပြီးတော့မှအပြည့်တန်ခတ်ဖို့အကိုကိုတွေးထိုးခဲ့တယ်လို့တခြားတိုင်းသူပြည်သားများအလေးမှာကြောသားရင်သားမခွဲခြားပါဟုကြွေးကြော်ခဲ့ပါတဲ့။နဂါမင်းကြီးဟာဆိုရင်ဖြင့်သူ့ရဲ့သားတော်အရင်ကိုအပြည့်ပေးဖို့အကြောင်းဖန်လာခဲ့ရတာပေါ့ကွယ်
ဦးကြီးခမဒီလိုဆိုရင်မင်းသားတိတ်နဲ့သူ့ရဲ့ချစ်သူတို့ဘာများဖြစ်သွားကြသလဲသူတို့ကိုငကားမင်းကြီးကတတ်လိုက်တာများလားခမဘယ်ဖခင်ရများကိုသားသမီးကိုတတ်ရပါမလဲမောင်ရင်လေးရဲ့ငကားမင်းကြီးခမအစောကလေးကမဖြစ်လို့သာအပြစ်ပေးခဲ့ရပြီမဲ့မင်းသားတိတ်ကိုတိတ်ချစ်ခဲ့တာမလို့သူ့ညီတော်ကိုမင်းတူကိုသာနန်းတော်ကိုပြန်ခေါ်လာခဲ့ဟုသာမိန့်ပေးခဲ့ရှာတာပါဒါကိုမင်းသားတိတ်ရဲ့ဦးလေးဖြစ်သူနဲ့သူ့ရဲ့ပေါင်းပါတွေကမင်းသားတိတ်သာတိုင်းပြည်မှာမရှိခဲ့ရင်တရားသမားဖြစ်တဲ့မင်းသားတိတ်ရဲ့ဖခမဲတော်ကြောင့်တိုင်းပြည်သူတို့ရဲ့လက်ထဲရောက်ရှိပြီးသူတို့လွတ်တလို့စီမံနိုင်မည်ဟုလောဘစိတ်တွေနဲ့မင်းသားတိတ်ကိုတတ်ပြစ်ဖို့အခြေအနေကိုအခွင့်ကောင်းယူကငကားမင်းကြီးကသူ့ရဲ့သားတော်ကိုတတ်ဖို့အမိန့်ပေးခဲ့သည်ဟုတိုင်းပြည်မှာလိမ့်လည်ပြီးမောင်းထုကမင်းသားတိတ်ကိုလက်လံရှာဖွေပြီးတွေ့ရနေရမှာတတ်ပြစ်ဖို့စ조사ခဲ့ကြချိန်မင်းသားတိတ်ကသူနဲ့မျိုးနဲ့မတူတဲ့နှိမ်ကျတဲ့လူသားနဲ့ပေါင်းဖက်နေတာမို့တကောဆွမ်းရင်ကြာဆင်းနေခြင်းဖြစ်ခဲ့တယ်။ဒါဆိုမင်းသားတိတ်နဲ့သူ့ချစ်သူတို့မင်းသားလေးရဲ့ဦးလေးလက်ချက်ကြောင့်တည်သွားကြတာပေါ့ဟုတ်လားဦးကြီး။ရဟန်းရဲ့ပြောစကားရတော့မင်းသားတိတ်ကချက်ချင်းမတည်ခဲ့ဘူးမောင်ရင်လေးသူ့ဦးလေးဖြစ်သူနဲ့မင်းသားတို့အပြင်းထန်တက်ခိုက်နေစဉ်မှာပဲမင်းသားရဲ့ချစ်သူကကြားဝင်ပြီးအသက်ပေးခဲ့တယ်။အဲ့ဒီအချိန်မင်းသမီးရေဝတီနဲ့မျိုးနွယ်တချို့ရောက်ရှိလာခဲ့ပြီးမင်းသားလေးရဲ့ဦးလေးနဲ့အပေါင်းပါတွေကိုကူညီတိုက်ခတ်ပေးခဲ့တယ်။သို့ပေမဲ့တရားသမားဖြစ်တဲ့မင်းသမီးဖို့အသေးသက်ဖို့တဲ့မိမိမျိုးနွယ်ချင်းချင်းမဖြစ်သင့်တာမဖြစ်ဖို့တားဆီးအောင်တားဆီးခြင်းတက်ပါပဲ။မင်းသားတက်ကတော့သူ့ချစ်ရသူကသူ့မျက်လုံးရှင်မှာပဲနာနာချင်းချင်းတေဆုံးသွားရတယ်လို့အယူကြီးတလဲအောင်လို့ဖြစ်သွားပြီးသူ့ရဲ့ဦးလေးဖြစ်သူနဲ့မျိုးနွယ်သူငကားတချို့ကိုရရဆက်ဆက်တပ်ပစ်ခဲ့တယ်။အဲ့ဒီကြီးမားတဲ့အပြစ်ကြောင့်ပဲမင်းသားရဲ့ဖခမဲတော်ငကားမင်းကြီးကမင်းသားကငကစိမ်းကူမှာနှစ်ပေါင်း130ထိတိုင်အကျဉ်းချပြီးတရားမှတ်ရန်အပြစ်ဒဏ်ပေးခဲ့တယ်ပေါ့ကွယ်။ငကားမင်းကြီးရဲ့ရည်ရွယ်ချက်ကတော့မိမိရဲ့မျိုးနွယ်တွေကိုရစ်ဆက်စွာပြန်လဲတတ်ခဲ့မိပါတယ်။မင်းသားရဲ့အပြစ်တွေကိုတရားအားထုတ်ပြီးပြန်လဲတုံးသက်ဆေးကြောဖို့ဖြစ်ပေမဲ့အချစ်ကြီးလွမ်းတဲ့ငကားမင်းသားလေးကသူ့ချစ်သူကိုတည့်ရမှမေ့မရခဲ့လို့အပြစ်တွေကြီးသာထက်ခါထက်ကပြုတ်ခဲ့မိတဲ့ကွယ်။အပြစ်ထပ်ပြုတယ်ဟုတ်လားဦးကြီး။ तू ကအချုပ်ခံထားရတာဆိုဘာအပြစ်တွေထပ်ကျူးလွန်ခဲ့သေးတာလဲဗျ။ငကားမင်းသားဟာသူ့ရဲ့အသက်ဖြစ်တဲ့ငကားမြူတွေကိုထုတ်ပြီးသူ့ချစ်သူကိုအသက်ပြန်လဲသွင်းဖို့မိစ္ဆာလမ်းစဉ်နဲ့တဖန်ပြန်လဲစူးစမ်းခဲ့တာပေါ့။ဒါကတရားဓမ္မကိုယုံကြည်သက်ဝင်တဲ့ငကားမျိုးနွယ်စုအတွက်ဘယ်လုံးမှခွင့်မလွှတ်နိုင်တဲ့မိစ္ဆာလမ်းစဉ်ဖြစ်နေသလိုအမြူတေးကငကားတို့အသက်ပေးမို့မင်းသားကသူ့အသက်ကိုစလင်းနေတာကိုငကားမင်းကြီးနဲ့သူတော်စင်တချို့ကပြင်းပြင်းထန်ထန်တားဆီးခဲ့ကြတာပေါ့ကွယ်မင်းသားဘလုံးမှဖခင်စကားကိုလက်မခံဘူးသူချစ်သူမရှင်တန်ရင်လဲသူလည်းအသက်ရှင်နေရတာဘာအဓိပ္ပာယ်ရှိတော့မှလဲဥဆိုကအမြူတေးကိုထိုနေရာမှာပဲမက်ရွဲစွာဖြစ်စီပစ်ခဲ့ပြန်နေတဲ့ဟာဒါဆိုအဲ့မင်းသားအဲ့မှာတည်သွားတာပေါ့ဟုတ်လားဦးကြီးကိုမတည်ပါဘူးကိုဘယ်တော့မှမတည်ဘူးတော်ဝတ်ကိုမင်းကိုအခုချိန်ကြီးစောင့်နေပါတယ်ဒါကြောင့်ကိုစီကိုအမြန်ဆုံးလာခဲ့ပါရဟန်းဆိုရဆိုရင်ငကားမင်းသားတိတ်လဲထိုနေရာမှာတည်သွားခဲ့ရတယ်မောင်ရင်လေးရှေးမှာဦးကြီးဤစကားပြီးမိမိဤနာနာကဲ့ရွယ်ပြောလာတော့အော်ရှာရှာစကားတန်ကြီးကြောင့်ခန္ဓာကိုယ်ရှိမွေးခြင်းများထိုးထောင်သွားရကစိတ်ကနေတစ်ချစ်အေးစိတ်သွားရပါတယ်ဒါဆိုငကစိမ်းကူဆိုတာကရောပြီးတော့ဦးလေးပြောတဲ့ကျွန်တော်ဖေးသေးတဲ့ကိစ္စရောဘလို့များဆက်ပြီးပတ်သက်နေပါသလဲခမမောင်ရင်လေးမင်းနေတဲ့ငကစိမ်းကူဆိုတာမင်းသားတိတ်ကိုသူ့ခမဲတော်အပြစ်ပေးခဲ့တဲ့နေရာဖြစ်ပြီးမင်းသားတိတ်တို့ချစ်သူတို့နေထိုင်ခဲ့တဲ့နေရာပဲကွယ်အဲ့ဒီကူကြီးထဲမှာရဏပစ္စည်းများစွာနဲ့တူမင်းသားတိတ်တို့ချစ်သူဦးရဲ့အမှတ်တရတွေရှိနေတယ်လို့သိရတယ်ဦးကြီးတို့တွေလည်းရဟန်းရဲ့အဆုံးမဩဝါဒကိုခံယူပြီးရဏတစ်တာကြီးကိုငကစိမ်းကူထဲကိုတွားရောက်ကပြန်လဲထားခဲ့ကြပြီးကျွမ်းသက်တို့ပြန်လာပြီးလှေပေါ်ကိုတက်များတင်ရင်ရွာကိုပြန်လာခဲ့ကြတယ်ကံကြီးပြီလို့တော်သေးတာပေါ့ဗျာရှေးထံမှာတော်သေးတာပေါ့ဗျာဟူသောစကားအဆုံးရွာသက်ကြီးမှာတပြင်းဖွားဖွားချလိုက်မိတယ်ဆိုးတာကဦးကြီးတို့တွေမသိလိုက်ချင်ပါပဲဦးကြီးရဲ့ညီဖြစ်သူစိတ်ဓာတ်ကရဏတစ်တာထဲကဂရိပါအနီစားနဲ့ချုပ်ထားတဲ့ဒင်္ဂါပြားတွေထဲတဲ့ရှောင်းအိမ်လေးကိုခိုးယူလာခဲ့မိတာပဲဒင်္ဂါပြားဟုတ်လားဦးလေးဦးရိပ်ပါးရဲ့စကားကြောင့်ရှေးရောင်မမမိမိအင်ကြီးအိတ်ကလေးတွင်မှဒင်္ဂါပြားလေးကိုစမ်းကြည့်လိုက်မိသည်အဖေဆုံးတော့ရှေးတို့ကျွမ်းကြိုကြီးကိုလိုက်လာကြစဉ်ကျွမ်းရဲ့တစ်တော်ထဲမှာတည်ဆုံးခဲ့တဲ့အဖေလောင်းကိုရွာတို့ပြန်လဲ၍မတည်ခဲ့ရတာမို့ရွာသားတွေကတောဆက်မှာပဲကြိုခဲ့ကြရသည်ဟုပြောကြကာ
ထိုတကြိုနေရအနီးတစ်ဝိုက်မှာဒီဒင်္ဂါပြားလေးကိုရှေးကောက်လာခဲ့မိချင်းဖြစ်တယ်။ဟုတ်ပါတယ်မောင်ရင်လေးအဲ့ဒီနေရာစပြီးတော့ဦးလေးတို့ရွာသားတွေမှာဘာလို့အဆင်မပြေကြပဲမိုးခေါင်ရေရှားခဲ့တဲ့အပြင်ဝမ်းမြေဝမ်းရှုံးများပါဖြစ်လာကြပြီးတေသူတေနေအရင်အားထက်ပိုပြီးဆင်းရဲဒုက္ခရောက်ခဲ့ရကြတယ်။တော်ထဲမှာတားဆီးခဲ့တဲ့ယဟန်ဟာပဲဆေးစရာကိုကနောင်ကိုအိမ်မက်ပေးခဲ့ပြီးထိုယဟန်ရဲ့မိတ်ဆွေကြီးအရာကြံရှိတဲ့ဂရီပါစအနီးနဲ့ထုတ်ထားတဲ့ဒင်္ဂါပြားတွေကိုသာကျွမ်းကျင်ကြီးကငကစိမ့်ကူထဲပြန်လဲပို့ဆောင်နိုင်ရန်ဒီကပ်ဘေးကလက်မီးဆိုလာတော့မိသူတူးကမှပြန်ပြီးသွားမပို့ရဲဖြစ်နေချိန်မောင်ရင်လေးရဲ့ဖေကိုမင်းကောင်ကပဲသူ့အပိုင်တက်တော့မလို့ဦးလေးတို့ရွာစားသူ့ဟာပဲတောင်းဝဲယူကပို့ဆောင်ပေးလာခဲ့ပါတယ်။ဒါဆိုအဖေကအဲ့ဒီဒင်္ဂါပြားတွေသွားပြန်ထားလို့ငွေကြိုက်ခံလေးရတာပေါ့ဟုတ်လားဦးကြီး။ဒါဆိုအဖေကိုဒိတ်ဆိုတဲ့ကောင်ကတတ်လိုက်တာသိချတာပေါ့။ဒီအကြောင်းကိုဦးလေးအမှန်တိုင်းသာပြောပြပါမယ်။ရဟန်းရဲ့အဆိုအရကျုပ်လည်းပဲကျုပ်ရဲ့ညီဖြစ်သူထဲမှဒင်္ဂါပြားကိုယူပြီးကိုမင်းကောင်လည်းထဲကိုအပ်ခဲ့ပါတယ်။အဲ့ဒီမှာကျုပ်ရဲ့ညီစိတ်ဓာတ်တစ်ဖြစ်လဲစောစောကဆောင်းမသားရှာရဲ့လုံမလေးနန်းတွေဖခင်ဖြစ်သူပေါ့။သူကဒါကိုလက်မခံခဲ့ဘူး။သူ့ပစ္စည်းတွေကိုပြန်မပေးပါဘူးဟုပြောရင်းကိုမင်းကောင်လည်းစကားများကြတယ်ကွယ်။ဒါဆိုရင်နန်းတွေကဦးကြီးရဲ့သမီးမဟုတ်ပဲသူမပေါ့ဟုတ်လားဦးကြီး။မှန်ပြီတဲ့မောင်ရင်လေးကျုံကြီးဆုံးသားပြီးကလေးကလုံမလေးကိုကျုပ်ရဲ့သမီးဖြစ်နေမွေးခဲ့တာပါ။တဖြည်းဖြည်းပိုရှုပ်ထဲလာပြီးရှိခဲ့မှာပိုရက်ပင်စိတ်ဝင်စားနားထောင်ရင်းနေကြချိန်တော့ရောက်မှန်းမသိရောက်လာခဲ့ပါတယ်။သို့တော်လည်းမပြည့်ပြည့်သေးသည့်အကြောင်းအရာကြောင့်ရှေးမှာအချိန်လက်နေသည်ကိုတတိမထားမိပါချေ။အဲ့ဒီဦးလေးရဲ့ညီးဆိုတာကရောဗျအခုဘယ်မှာများလဲဗျာ။မောင်ရင်လေးအဖေဆုံးတဲ့နေ့မှာပဲစိတ်ဓာတ်လေးတေဆုံးခဲ့ရပါတယ်ကွယ်။ပစ္စည်းတွေကိုငကစိမ့်ကူကြီးရှိတဲ့ကျွမ်းစီလှေဖြစ်သွားပြီးမောင်ရင်လေးရဲ့အဖေကသွားရပြန်ဖို့စဉ်မှာစိတ်ဓာတ်ကလည်းအခြားလေတစ်စီးနဲ့ခိုးပြီးလိုက်သွားခဲ့တာကျုပ်တို့တရားလုံးမသိခဲ့ကြဘူးလေနောက်နေ့မနေ့ခင်းဒီကိုမင်းကောင်ကြီးပြန်မရောက်လာလို့ကျုပ်တို့တရားလုံးဆွပြီးလှည့်ခဲ့တဲ့ဖြစ်လိုက်ခဲ့ကြချိန်မှာစိတ်ဓာတ်ရောကိုမင်းကောင်ရောကျွမ်းညိုကြီးရဲ့တောသက်မှာမွေစိတ်နဲ့ဆုံးမနေကြပါပြီကွယ်ဒါဆိုမင်းသားတိတ်ကအဖေနဲ့ဦးစိတ်ဓာတ်တတ်ခဲ့တာပေါ့ဟုတ်လားဦးကြီးနှစ်ယောက်လုံးကမွေစိတ်ကြောင့်ဆုံးမကြတယ်ဆိုတာကလွဲရင်ကျုပ်တို့တွေလည်းတေချာမသိရပါဘူးကွယ်ဟုတ်ကဲ့ပါအခုတော့ပြပြပြီးလို့ကျေးဇူးတင်ပါတယ်ဦးကြီးရဲ့ဘာကြောင့်ပဲဖြစ်ဖြစ်ဦးလေးပြပြလို့ကျွန်တော်သိချင်တာတွေလည်းသိခဲ့ရပါပြီဦးလေးလည်းပင်ပန်းသွားရပြီခွတ်တော့ပါဗျာရင်သွေးချမ်းကိုငှက်တောင်ရင်မြင်နေရတဲ့ကျွမ်းကြီးတောအုပ်ထံတွေ့ဝင်ငင်းမောနေသောဦးဒိတ်ပါအားကြီးရင်ရှေကယူနာတက်မိပြန်ပါတယ်ရပါတယ်အမှန်ဆိုမောင်ရင်လေးကိုစမြင်ကလေးကကျုပ်ဘိတ်ကပြောပြခဲ့တဲ့စကားတွေပါကျုပ်ကသာမောင်ရင်လေးကိုခွတ်ဖို့တောင်းမရမှာပါကွယ်ရှိခင်မှာဦးကြီးတိုက်ပါကိုပြုံးတာပြုံးပြလိုက်မိပါတော့သည်သူရဲ့စိတ်ထဲမှာတော့တစုံတယောက်ကိုပို့ပို့ရဲ့နာကျင်မုန်းနီးလာမိပါသည်ရွာတကြီးပြောစကားရဆိုရင်အဖေသေးရတာဒိတ်ချောင်းဆိုတာပို့ရဲ့တေချာသားခဲ့ပါပြီမဟုတ်ပါလားဟုတ်ကဲ့ပါရှင်ဒီနေ့မှာတော့ဒီထီပဲဖတ်ပြပေးလိုက်ပါမယ်နော်နောက်ထပ်လည်းတက်တက်သောဇာတ်လမ်းလေးတွေနားဆင်နိုင်ဖို့ channel လေးကိုလည်း subscribe လေးလုပ်ခဲ့ပေးဖို့မမေ့ကြပါနဲ့အောင်နော်ပရိသတ်ကြီးတို့ဖတ်ပေးစေချင်တဲ့ဇာတ်လမ်းလေးတွေရှိရင်လည်းအခုဗီဒီယိုရဲ့ comment မှာမမေ့ထားခဲ့ကြပါနော်နားဆင်မိခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးပဲတင်ရှိပါရဲ့ရှင်နောက်အပိုင်းလေးတွေမှာပြန်ဆောင်တွေ့ကြရအောင်နော်အားလုံးပဲဘိုင်ဘိုင်ပါ